ကန်ကောင်းရင်တော့ကုမ္ပဏီကောင်းကောင်းမှာကိုတာရှိရဆိုရင်တော့3500 3000 range ရကောင်းရနိုင်တယ်ပေါ့နော်ဒါကတော့ engineer ကြီးလာစားတွေပေါ့နော်ဟို10 zone တစ်ခုကျော်သွားမယ်ဆိုရင်တော့ experience ပေါ်မှာလည်းမူတည်ရယ် scale ပေါ်မှာလည်းမူတည်ရယ် communication ပေါ်မှာလည်းမူတည်ပြီးတော့လာစား range က4500ကနေပြီးတော့6000ကြားမှာတော့တချို့ရနေကြတာပဲပေါ့နော်စာလုံးကိုလာဖို့ကတော့ပွင့်လင်းပြောရင်ငါတို့တော်တော်များများပေါ့နော် percentage ရဆို80%လောက်ကတော့ပတ်စံရှာချင်လို့လာတာ agent ကိုမှန်မှန်ကန်ကန် agent မျိုးနဲ့ရှာပြီးတော့လာဖို့အဓိကကတော့နောက်တစ်ခုကအရေးကြီးဆုံးအချက်ကဟိုပြောရရင်ဘာပဲနေနေကတီးခံမယ်ဆိုတဲ့ဟာမျိုးပေါ့နောက်အရေးကြီးဆုံးအချက်ကသူ့နိုင်ငံသူ့ဥပဒေကိုလေးစားဖို့ပေါ့ဟုတ်ပြီနောက်တော့မိကွန်းတစ်ခုကကြာစာလုံးကိုဘယ်လိုလူတွေအလားများလဲဘာလောက်ကန်နေလာလောက်ကြတယ်မင်းမြင်ငါမြင်ပေါ့ငါတို့အမြင်ကတို့စလာတဲ့2013ဝင်းကျင်တော့ကတော့ကိုပတ်ဝန်းကျင်ကလူလေးတွေကြည့်ပြီးတော့ကောက်ချက်ချရင်အဲ့လို engineer တွေပဲပေါ့တို့ GDI တို့နည်းပညာကျောင်းစင်းတွေလာတာများတယ်ပေါ့နော်အဲ့ဒီကနေမှအဲ့ဒီချိန်ကလေးရှိတော့ရှိပါတယ်ဒီဟိုဟာတွေနဲ့လာကြတာဒီပါလေအိမ်အကူအနေနဲ့လည်းလာကြပေမဲ့အရန်ကြီးတော့မများသေးဘူးထင်ရတယ်အဲ့ကာလတွေတော့ဒီမှာစင်ကာပူမှာအိမ်ကူကတို့အင်ဒိုတို့ဖိလစ်ပီနိုတို့ဒါတွေများတာဟုတ်အဲ့လိုတွေများတယ်ဆိုတော့what permit နဲ့လည်းအဲ့ကလေးကရှိတော့ရှိနေကြတယ်ဟိုးရင်ကလေးရောက်တဲ့လူလည်းရှိတယ်ဒါပေမဲ့ကိုရေမြင်တလောက်ဆိုရင်တော့ engineer ဆိုတာတဲ့အဲ့လိုမျိုးပေါ့နော်ဤပညာကျောင်းစင်းတွေလာတာများတာပေါ့အဲ့လိုကနေမှတဖြည်းဖြည်းပါပြောင်းလာလဲဆိုတော့ကိုယ်နိုင်ငံအနေထားကြောင်းလည်းပါလို့လားတော့မပြောတတ်ဘူးထွက်လာတဲ့ဒီအိမ်အကူတွေမြန်မာအိမ်ကူတွေအရင်ကြီးများလာစင်ကာပူကလည်းအဲ့ချိန်မှာအိမ်ကူလိုအပ်ချက်ကြောင့်ရောပဲလားတော့မပြောတတ်ဘူးမြန်မာအိမ်ကူတွေကိုအရင်ပို့ပြီးတော့ဟိုသဘောကျပြီးဟောဖြစ်လာတယ်အဲ့မှာသူတို့တွေဖြည်းဖြည်းနဲ့သိရသလောက်ဆိုအင်ဒိုတွေတို့ဟုတ်တယ်အင်ဒိုနီးရှားထင်တာပဲအင်ဒိုတို့ဘာတို့အဲ့ဒီအိမ်ကူတွေကိုနည်းနည်းလေးသူတို့တွေတိတ်မကြိုက်တော့ပဲနဲ့မြန်မာတွေကြိုက်လာတော့အဲ့မှာဒမန်းပိုများလာပြီးနောက်ပိုင်းမြန်မာအိမ်ကူတွေများလာတာပေါ့ပြီးတော့အဲ့မှာတို့နောက်ပိုင်းကျဘာတွေဖြစ်လာလဲဆိုတော့မြန်မာပြည်မှာဟိုဖြစ်တဲ့ဗာလဲဘာခေါ်လဲတင်နန်းတွေဖွင့်ရင်လည်းမှာတို့မြန်မာပြည်ကအလုပ်သမားစီလွတ်တာတွေဘာတွေအစားရှိလာတော့ကြတော့ဝတ်ပတ်မေသမားတွေဝယ်တာတို့ဘာတို့ဟုတ်တယ်တော်တော်များများကိုရောက်လာတယ်သူတို့တွေအဲ့လမ်းကျော်ရောက်လာတယ်ပြီးတော့ NAS ဟိုပြောရရင်ဟို NASIN နဲ့ပတ်သက်ပြီးတော့မြန်မာပြည်မှာတင်နန်းကျောင်းတွေဖွင့်ပြီး NASIN နဲ့ပတ်သက်ပြီးတော့ဒီကိုရောက်လာတဲ့လူတွေတော်တော်များတယ်ဗောနော်အခုနောက်ပိုင်းကတော့အခုလက်ရှိပေါ့လက်ရှိဆိုရင်ကြတော့လက်ရှိဘူဘက်ကထွက်လာဖို့ခက်ခဲတာတွေရောဘာတွေရောကြောင့်လက်ရှိအများဆုံးရောက်လာတဲ့ဟာလာသာနေထားရောစင်ကာပူကနေမှကိုက်ညီလို့ခေါ်တာတွေရော WP တွေများလာတယ်WP တွေတို့ပါဆို driver တို့ဘာလို့ဆိုရင် engineering လေ engineer တယောက်မှဟို driver လုပ်လို့ရတာဟုတ်အခုကျတော့သူတို့ကအဲ့လိုဆွဲမယ်တော်ယုံဟာ design ပိုင်းတွေဘာတွေကအဆောက်အအုံမှာဒီလိုမျိုး WP နဲ့ပဲခေါ်ပြီးတော့ဟို WP တို့ရောက်ခါစား aspect အခြေခံလာလိုမျိုးပေးပြီးတော့ accommodation ဟိုဘယ်လိုပြောမလဲဟိုနေစရာအိမ်ပေးပြီးတော့အဲ့လိုမျိုးတုံးလာတာမျိုးရှိတာပေါ့နော်ဘာလို့ဆို aspect အခြေခံလာစားတွေကအခုကမြင့်သွားတော့ company တော်တော်များများပေးကျင်တော့ပေးကျင်တော့သူကလည်းအဲ့လိုလေးပေါ့နော် level ကြီးကလည်းဒါမြင့်လာ level ကြီးမြင့်လာတော့သူတို့ကလည်းအဲ့ဒါလေးတွေကစားကျင်တော့ကြတော့အဲ့ပုံစံမျိုးနဲ့ခေါ်လာတာပေါ့တို့ဘက်ကလူများကြတော့လည်းမမြင်နိုင်ဘူးကွာဆိုလိုတာကိုယ်နိုင်ငံအနေထားမှာစင်သိမ့်မပြေကြတော့ပတ်စံပူရအောင်ဆိုတော့ဒီမှာကြတော့ဟိုထဲထဲဆိုင်ရနေတော့ကြတော့လုံးမယ်ဆိုပြီးပဲကောင်းနေလာကြတာပေါ့နော်အဲ့လိုလေးတွေပေါ့ဆိုတော့လောလောဆယ်ကတော့မြင်ရဆိုတော့ WP ကိုမှအဲ့လိုမျိုးပေါ့တို့ engineering အလုပ်လုပ်ရတဲ့ WP တွေဝင်လာများတယ်ပြီးတော့အိမ်အကူတွေပို့ပြီးဝင်လာတာများတယ်ပေါ့အဲ့ပေါ့ငါလည်းမင်းမြင်တဲ့တူတူပဲဟိုအချိုးချမယ်ဆိုရင်မင်း80ရာခိုင်နှုန်းအောင် engineer တွေပုံများမယ်ထင်တယ်80ရာခိုင်နှုန်းအောင် engineer ပြီးရင်10ရာခိုင်နှုန်းကတော့အဲ့ nurse တွေများပဲပေါ့နော် nurse နဲ့ပြီးရင်ဒါပါတော့ဆရာဝန်တွေလည်းအဲ့ထဲ ICN ထဲမှာထည့်လို့ရတယ်ပေါ့နော်nurse နဲ့ဒီ medical fee နဲ့ပေါ့နော်နောက်ထပ်10ရာခိုင်နှုန်းကကြာဒီဟိုဟာတွေပေါ့နော် mate တွေပေါ့နော် mate တွေပြီးရင်တခြား10ရာခိုင်နှုန်းကတော့အစုံပေါ့နော်တဘောကဟိုစေတုတ်တဲ့တမပါမယ် painter ရှိမယ် welder ရှိမယ် manufacturer ရှိမယ်ပေါ့နော်အဲ့လိုမျိုးဟိုအဲ့ category ထဲမှာဝင်သွားရပေါ့နော်ဒါပေမဲ့80ရာခိုင်နှုန်းကတော့ဒီငါတို့ engineer တွေများမယ်အဲ့အတွက်လည်းတကယ်တမ်းငါတို့ဟိုအများတန်းလို့ပြောရမယ်အကြောင်းအရာတစ်ခုဆိုရင်ဗာလဲဆိုတော့ဒီစာလုံးကဟိုသူ့နိုင်ငံကလူတွေကိုကိုယ်တွေအနေနဲ့ဘယ်လိုပဲဟိုသဘောထားနေဒီစာလုံးနိုင်ငံပြောမှဆိုရင်ငါတို့ရဲ့ဒုတိယနိုင်ငံလိုပုံစံမျိုးဖြစ်နေဘာလို့လဲဆိုတော့ engineer တွေအနေနဲ့ကလုံးဝကို opportunity အများကြီးရှိတဲ့နိုင်ငံပေါ့နော်ဟို
စာလုံးမှာအလုပ်ရဖို့ engineer တယောက်အနေနဲ့အလုပ်ရဖို့ကတခြားနိုင်ငံတွေတက်ဆန်ပိုးလွယ်တယ်ကိုယ့်ရဲ့မြန်မာ degree ကင်ထားမယ်ဆိုရင်ကိုကတခြား degree ကင်ထားမယ်ဆိုရင်တော့တခြားနိုင်ငံတွေထွင်လို့ရတာပေါ့နော်ဒါပေမဲ့စာလုံးကတော့ဟုတ်ပါတယ် ဟုတ်တယ် engineer တော်တော်အများစုလာတဲ့နိုင်ငံပေါ့နော်အခုချိန်ထိလာကြတော့မှာပဲ engineer တွေဒါပေမဲ့ခုနကမင်းပြောသလိုမျိုးမင်းပြောတဲ့အကြောင်းအရာကိုထည့်ပြီးတော့ပြောရမယ်ဆိုရင်ဒီခုနောက်ပိုင်းဖြစ်လာတဲ့ဒီကိုတာကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပြီးရင် expert လာစာတွေတိုးသွားရတယ်ပြီးရင် Debbie J များသွားတာနဲ့ပတ်သက်ပြီးတော့ sadly ပေါ့နော်စိတ်မကောင်းစွာနဲ့ပဲတချို့မြန်မာ engineer လေးတွေwork permit နဲ့လုပ်နေရတယ်ပေါ့နော်ဒါလည်းကောင်းတာတွေးမယ်ဆိုရင်တော့ကိုယ့်နိုင်ငံမှာထက်ဆိုင်ရင်ဒီနိုင်ငံမှာနေရတယ်မကောင်းတာတွေးရတော့ expert ရမယ်အစားဒီ work permit နဲ့လုပ်နေရတယ်ပေါ့နော်ဒါကတော့အစိုးနဲ့ကောင်းတော့အများတန်းရှိရပါတော့ဒါပေမဲ့ရောက်နေတဲ့နေရာမှာနေတဲ့ဖုန်းနဲ့ပြီးရင်ကိုတိုးတက်ဖို့အတွက်စဉ်းစားရမှာကိုတာဝန်ပေါ့နော်အဲ့လိုမျိုးလေးရရှိတာပေါ့อืมကောင်းတယ်ဟုတ်တယ် engineer တွေအတွက်ကတော့စင်ကာပူကတော့ကောင်းတယ်ဒါကတော့ငါအမြင်ရောခုဘာလို့မြင်လဲဆိုတော့ငါတို့ဒီမှာစင်ကာပူမှာ engineering နဲ့ပတ်သက်ပြီးတို့လောက်လိုက်9နှစ်10နှစ်တွင်လောက်လာတဲ့အတွေ့အကြုံရဆိုရင်ဒီကနေပြောရရင်စင်ကာပူကတော့တည့်တဲ့အတိုင်းတို့စက်ရုပ်တွေလို့လောက်ရ อืมဆိုတော့ဘာနေမပြီးအောင်လုပ်ရတာဒီမှာဟုတ်တယ်တို့အရေးကြီးဆုံးဒီ work life balance ဆိုတာမရှိဘူးသူကဟုတ်တယ်အလုပ်ပြီးအလုပ်ပဲသွားတာနော်อืมအဲ့တော့အခုဒီကနေပြောင်းသွားတဲ့တကယ်ချင်းတွေနယူးဇီလန်ပြောင်းသွားကြတယ်တခြားဒီ Ireland တွေပြောင်းသွားကြတယ်သူတို့တွေလမ်းမေးပြီဆိုလေသူတို့ရဲ့အလုပ်ကအဲ့ဘက်တွေကကြတော့လုံးဝကိုအင်္ဂလန်ပြောင်းသွားတဲ့တကယ်ချင်းတွေကစသူတို့ဘက်မှာ ဟုတ်တယ် work life balance ရှိတော့စာလုံးမှာမပြီးအောင်လုပ်ရတဲ့ဟာမျိုးတွေမရှိဘူးဟုတ်တယ်ဆိုတော့အဲ့ဒါတွေသူတို့နဲ့စကားပြောပြတော့ကြတော့စာလုံးမှာထုထောင်ခံခဲ့တဲ့များဟိုဘက်ရောက်တော့ကြတော့တိတ်ပြီးတော့မပင်ပန်းတော့ဘူးပေါ့နော်ဆိုတော့ မ engineer မတွေမတက်တာကတော့မှုတော့တာဒီကတော်တော်လေးတော့အဆင်ပြေတယ်မမှုတော့အဲ့လိုပြောရမမှုတော့တာအေးအဲကြောင့်တစ်ခါကြလူကိုယ့်ရဲ့ဒါပါတော့ကိုယ့်ညီကိုပဲဖြစ်ဖြစ်ကိုယ့်မျိုးပဲဖြစ်ဖြစ်ကိုယ့်တငယ်ချင်းညီကိုမောင်နှမပဲဖြစ်ဖြစ်ပြောချင်တာခါကြရင်တစ်ချိန်မှာအခက်အခဲဆိုတာဘယ်သူမှမဆိုရင်ကြုံလာမှာပဲဒါပေမဲ့အခက်အခဲကိုဖြတ်သန်းပြီးသွားပြီဆိုရင်နောက်ပိုင်းကျရင်ဘယ်လောက်ခက်ခဲလာနေပြီမှတ်မှုတော့ဘူးပေါ့အဲ့လိုမျိုးပဲပေါ့နော်အဲ့အခက်အခဲတစ်ခုကိုကျော်ဖြတ်ပြီးသွားပြီဆိုရင်ငါတို့ခုနပြောသလိုမျိုးတခြားနိုင်ငံရောက်လာတယ်ဆိုခုဒီဘက်မှာဆိုလဲစာလုံးမှာတော့ငါနောက်ဆုံးကုမ္ပဏီကဆိုရင်ဟိုပါပေါ့နော်6ရက်လောက်ရတယ်ပေါ့9ရက်ခွဲ6ရက်ပဲထားပါတော့ဒီဘက်ရောက်လာချင်း9ရက်လောက်ရတယ်လောလောဆယ်မှာငါဒူဘိုင်းမှာဆိုပေမဲ့အလောက်ကတခြားနိုင်ငံထားပါ UK တို့ New Zealand တို့ထက်ဆိုင်ရင်တော့နည်းနည်းလေးတော့များတာလို့ပြောလို့ရပေမဲ့ဒါပေမဲ့စာလုံးနဲ့ရှင်မဲ့ဆိုရင်တော့ဘာမှမဟုတ်ဘူးပြောရမယ်ဆိုအမှန်တမ်းပြောရမယ်စာလုံးမှာတကယ်တမ်းကျရင်မြန်မာတွေအနေနဲ့အသေးလောက်ရတာပေါ့နော်အဲ့ဒါကြောင့်လဲစာလုံး employer တော်တော်များများမြန်မာတွေဆိုပို့ပြီးတော့သဘောကျတာပိုများရပေါ့နော်အဲ့ဒါမျိုးလေးလေကိုတွေကဟိုပါပေါ့နော်နားလည်ရမယ်ပေါ့နော်တစ်ခါကြာရင်ကိုရောက်တဲ့နေရာမှာအလုပ်ကအရန်လောက်ရတယ်ဘာညာလဲဆိုပြီးတော့အများတန်းကြီး complaint တက်နေရတဲ့ဆိုင်လုံနေရင်းနဲ့ကိုယ့်ရဲ့ထွက်ပေါက်ကိုယ့်ရဲ့ရှည်လမ်းကြောင်းအောင်ဘယ်မှာလဲဆိုတာမျိုးလေးရောထည့်တွက်တင်တာပေါ့နော်ကလေးအနေနဲ့ဟုတ်တယ်နောက်ထပ်မေးခွန်းတစ်ခုကဘာလဲဆိုတော့ number 7ပေါ့နော် number 7မေးခွန်းစာလုံးမှာနေရတာအကြိုက်ဆုံးအရာ3ခုကဘာဖြစ်မလဲမင်းတို့3ခုလားစာလုံးကကြိုက်ဆုံးရ3ခုကတော့နံပါတ်1ကတော့ safe ဖြစ်တာอืมနော်တို့ကိုဘယ်နဲ့တခြားနိုင်ငံတွေမှာလို့လည်းမဟုတ်ပဲဒီမှာ safe ဖြစ်တာကိုယ့်ကိုပဲချိန်မှာဘယ်သူကဝင်ချောင်းရိုက်သွားမလဲဆိုတာမျိုးလည်းမပူပါอืมကြိုက်တဲ့အချိန်ကြီးအိမ်ပြန်ဒီမှာကလေးတွေရောမိန်းမတွေရောလာလေဟေးဆိုသူတို့တွေလည်းကြိုက်တဲ့အချိန်ကြိုက်တဲ့နေရာသွားပေါ့နော်อืมတော်တော်များများဥပဒေအောက်မှာရှိတာဆိုတော့ safe อืมဖြစ်တယ်လို့ခံစားရတဲ့ဟာလုံးဝကိုယ့်ကိုယ်လုံခြုံတယ်လို့ခံစားရတဲ့ဟာတစ်ချက်ပေါ့อืมနှစ်ချက်ကတော့လာစာကောင်းတာပေါ့อืมอืมလူမြန်မာပြည်ငွေကြေးဘယ်လိုပြောမလဲတို့ဒီငွေကိုကမြန်မာပြည်ငွေနဲ့ပြန်ပြီးတော့ပြောင်းသုံးနေပဲနေပါပဲနေကိုလာစာနဲ့ကြတော့ဒီမှာကြတော့တခြားနိုင်ငံနဲ့ဆိုင်လောလောဆယ်ပေါ့อืมအဆင်ပြေတယ်ပေါ့အဓိကတော့อืมလာစာကောင်းတဲ့ဟာလေးပေါ့လာစာအဆင်ပြေတဲ့ဟာပေါ့อืมနောက်ထပ်တစ်ခုကကြတော့ဘာပြောမလဲဆိုတော့ခုနပြောလို့မျိုးပေါ့ကိုဘာမှမြန်မာပြည်မှာဘာတွေ့ကြုံမှမရှိခဲ့ပဲနဲ့ဒီကိုရောက်လာပြီးတော့မှဒီမှာအလုပ်ရပြီးတော့မှဒီလိုမျိုးကိုဘွားတလန်ဒီလောက်ထိသွားနိုင်လို့ရတဲ့နေရာမျိုးလို့ကိုကတခြားနိုင်ငံမသွားကြတော့ဒီနိုင်ငံဒီလိုမျိုးပဲမြင်တာပေါ့နော်ဆိုอืတော့มအဲ့လိုမျိုးပေါ့အဲ့ဒီအကြိုက်ဆုံးကတော့အဲ့ဒီအလုပ်နဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးလေးတွေကိုလေးလာခွင့်ရတဲ့ဟာပေါ့အဲ့ဒီဟာအကြိုက်ဆုံးသုံးခုပဲပြောမှာအေးပေါ့ငါကြစာလုံးနဲ့အခုဒီဘက်ဒူဘိုင်းကိုရောက်လာလို့တချို့အမြင်လေးရောနည်းနည်းလေးပြောင်းသွားတာပေါ့နော်ဒါပေမဲ့စာလုံးကအကြိုက်ဆုံးအရာတစ်ခုပြောရဆိုတော့အခုဒူဘိုင်းကိုရောက်လာလို့မသိအကြိုက်ဆုံးစာလုံးကအကြိုက်ဆုံးအရာတစ်ခုကဘာလဲဆိုတော့အစားအသောက်
အစားတော့ကမြန်မာအစားတော့စားကြဟုတ်တယ်လား Chinese Japanese Korean Indian European Western ကြိုက်တာနော်ကြိုက်တာစားမလားကိုသွားတဲ့နေရာပေါ်မှာမူတည်ပြီးတော့အကုန်လုံးရှိရကွာအဲ့တော့စားလုံးမှာじゃအစားတော့ကိုခေါင်းနဲ့ထည့်စရာကိုမလိုတာကိုဘာစားခြင်းလဲဟုတ်တယ်စားခြင်းနဲ့နေရာကိုသွားလိုက်ရှိတယ်မြန်မာစားသွားစားခြင်းလားငါတို့စီတီယိုသွားလဲရတယ်ဘုံလေးသွားလဲရတယ်ပေါ့နော်အဲ့လိုပေါ့နော်ကလမန်တီသွားလဲရတယ်ပြီးရင်ဒီဖူကော့မှာလဲကိုစားခြင်းနဲ့အစားအစာ Chinese ပဲဖြစ်ပါဖြစ်ဖြစ်စားလို့ရရပေါ့နော်ဒါကလည်းဒါဘာလို့ဒီရငါရဲ့အကြိုက်ဆုံးသုံးခုတွေကတစ်ခုဖြစ်တာလဲဆိုတော့လောလောဆယ်ဒူဘိုင်းရောက်နေတဲ့အတွက်ဒီလိုမျိုးဟာတွေက experience တွေကငါမှမရှိဘူးဒီမှာอืมอืมอื Filipino ม food ရယ်ပြီးရင်ဒီ Middle East ရယ်ပြီးရင်Indian ပေါ့နော်အဲ့ဒါတွေပုံများရပေါ့နော်ဒါအဲ့ကြောင့်ခုနကြောင်ပြောရပေါ့နော်ဒီကြအမြင်ကကွာသွားတာပေါ့ကွာဘာလို့လဲဆိုတော့ငါနှစ်နိုင်ငံဖြစ်သွားတာပေါ့နှစ်နိုင်ငံဖြစ်သွားတော့ကြာတဟုတ်တယ်ကယ်လို့စာလုံးရဲ့ကောင်းတဲ့အချက်ကိုကြိုက်တဲ့အချက်ကိုပြောပါဆိုရင်ဒါအစားတော့ကပထမတစ်ခုပေါ့နော်ဒုတိယတစ်ခုကကြာမြန်မာ community စာလုံးမှာอืငါတို့က ม engineer များတဲ့အတွက်ကိုယ့်ရဲ့တငယ်ချင်းအပေါင်းအသင်းတွေကများတယ်အဲ့ဒီအတွက်ကြောင့် support လည်းအရန်ကောင်းတယ်ရှိသလိုပြီးရင်တနေရာသွားမယ်ဆိုလဲ unite အရန်ဖြစ်တယ်ကွာတဘောကငါတို့ခရီးထွက်တာပဲဖြစ်ဖြစ်ပြီးရင်တနေရာ gathering ဖြစ်လောက်တာပဲဖြစ်ဖြစ် picnic သွားတာပဲဖြစ်ဖြစ်ပေါ့နော်ပြီးရင်နှွေးထွေးမှုလည်းရှိတယ်ပေါ့နော်စာလုံးကိုနေရတာ foreign နိုင်ငံကိုနေရတဲ့ feeling လုံးဝမရှိဘူးကိုယ့်ရဲ့ရန်ကုန်ဒါမှမဟုတ်ဆိုရင်မန္တလေးအဲ့မှာနေရတဲ့ feeling လိုပဲနည်းနည်းလေးအဆင့်မြင့်သွားတာပဲကွာတာပေါ့နော်တန်ရှင်းမှုရဲ့အဆင့်မြင့်တာအဲ့ဒါပဲကွာသွားတာပေါ့နော်အဲ့ဒါမြန်မာ community ပေါ့နော်အစားတောက်ရဲ့မြန်မာ community ရဲ့ပေါ့နော်နောက်ဆုံးတစ်ခုကကြာခုနပြောလို့ဒါကလည်းငါနှစ်နိုင်ငံရှင်လိုက်တဲ့အတွက်ကြောင့်ဒါအခုဒါမြင်ကိုကစာလုံးရဲ့ကောင်းတဲ့ချက်မြင်မယ်ဆိုရင် transportation ကငါတို့อืစာมလုံးမှာอืมနေမယ်ဆိုရင်ကားရှိစရာလိုကိုမလိုတာလိုင်စင်ရှိတာကောင်းတယ်လိုင်စင်ရှိထားရဆိုရင်ဘာဖြစ်တော့ကိုတစ်ခါလေသွားမယ့်အချိန်ကျ picnic သွားမယ်ဆိုရင်ကားငှားလိုက်တော့ငှားလို့ရတယ်ငါတို့ vertical ငှားမလားဒါမှမဟုတ် van ငှားမလားဘာငှားလို့ရတယ်အဲ့တော့ဒါပေမဲ့ transportation ကစာလုံးမှာနေရာတိုင်းကိုသွားခြင်းနဲ့နေရာတိုင်းရောက်တယ်အဲ့ဒါငါစာလုံးရဲ့ဒီကြိုက်တဲ့အချက်၃ချက်ပေါ့နော်အစားအသောက်ရဲ့ community ပေါ့နော် community ကမြန်မာ community ရဲ့ပြီးရင်သူ့ရဲ့ transportation system ပေါ့နော် transportation က one of the best လို့ပြောပေမဲ့ကိုကလောလောဆယ်တခြားနိုင်ငံမရောက်ဘူးတဲ့အတွက် the best လို့တောင်ပြောလို့ရပါတယ်ဒီ Asian မှာတော့ the best ပေါ့နော်ဒါပေမဲ့သူ့ထက်ကောင်းတဲ့နေရာတွေလည်းရှိပါတယ်တဘောကလန်ဒန်တို့လည်းကောင်းကောင်းပဲပြီးရင်တခြားမြို့တွေပါလည်းကောင်းရှိကောင်းရှိလိမ့်မယ်ပေါ့နော်ဒါကတော့ငါရဲ့အကြိုက်ဆုံးသုံးခုတွေကသုံးခုပေါ့နော်စာလုံးကိုပြန်ပြီးတော့လွမ်းဆွေးတန်တာပါဆိုရင်ပေါ့နော်ဘာလို့လဲဆိုတော့ခုလောဆယ်ဒူဘိုင်းอืมရောက်နေတဲ့အတွက်ပေါ့နော်ဟုတ်တယ်ဟုတ်ပြီနောက်ထစားတော့ကပ်တစ်ခုကထည့်ပြောရမယ်စားတော့ကထည့်ပြောအောင်စားတော့ကချမ်းထားကြလို့မရဘူးစာလုံးကတော့သိရတဲ့အတိုင်းပဲနောက်ထပ်နောက်ထပ်တစ်ခုကကြာမကြိုက်ဆုံးအရာသုံးခုစာလုံးမှာနေရတာမကြိုက်ဆုံးအရာသုံးခုဘာဖြစ်မလဲ ကြိုက်တဲ့ရတယ်အများကြီးပဲဆိုမင်းရင်ပြောကြည့် Okay မကြိုက်ဆုံးရကငါပြောပြမယ်ကွာမကြိုက်ဆုံးရကိုကြုံဘူးပဲဘူးတဲ့ဟာပါနော်တခြားနိုင်ငံသားတွေတော့မပြောတော့မြန်မာအချင်းချင်းထဲမှာမကြိုက်တဲ့ရဆိုပါလဲဆိုတော့သူများအိမ်ငှားထားတဲ့အိမ်ကြီးပေါ့နော်ငါဟိုမှာပတုံးမှာနေခဲ့တော့ကဒီလှုပ်ပြီးတော့ဒုတိယအိမ်ပေါ့ဒီလှုပ်ဆဝင်ပြီးတော့ဒုတိယအိမ်ပေါ့အဲ့မှာနေခဲ့တော့အိမ်ရှင်ဆိုတဲ့အိမ်ကြီးယောက်ျားနဲ့တော့ယဉ်နေတာနော်မိန်းမကတော့မယဉ်နေမိန်းမပြောရရင်သူဒီပေါ်ထားတော့ဆိုမရင်းနှီးတော့ဆိုအဲ့မှာဆိုမကြိုက်တဲ့အချက်ပေါ့မကြိုက်ဆုံးချက်ကဘာလဲဆိုရင်အဲ့လိုမျိုးအိမ်ငါသူများတွေအိမ်မှာသွားပြီးတော့ကိုအခန်းငှားပြီးနေတယ်ဆိုဘာဒီစာတွေနဲ့ကတ်တာကိုငါတို့ဆို shift နဲ့ဆင်ရတော့နေစညတယ်ဆင်ရတော့ပြန်လာတဲ့ချိန်ကျတော့ကြာသူကတ်ထားပြီစာမှာဝစ်ရှော့ဇန်နာမှာရောမိဖို့ချောင်းနာမှာ9နာရီကျော်လင်းရင်နှွေးမတင်ပါနဲ့တဲ့ဟိုဝစ်ရှော့ဇန်တစ်ပတ်မှတစ်ခါပဲရှော့ပါဘာညာလေဆိုကတ်ထားတဲ့ဟာမျိုးကိုကရေနွေးလေးသွားရှော့တယ်ပကံဟိုအနောက်မှာစားစရာခောက်ဆွဲတုပ်လေးသွားလုပ်ရင်တော့မှလိုက်ကြည့်ပြီးတော့တွတ်ပြောနေတာပါအဲ့ဒါစာလုံးမှမကြိုက်ဆုံးချက်အခုထိပဲပေါ့နော်လုံးဝအဲ့ဒါတော့မကြိုက်ဆုံးချက်နောက်တစ်ခုမကြိုက်ဆုံးချက်ကစာလုံးမှာအမုန်းဆုံးချက်နဲ့မကြိုက်ဆုံးချက်ကဒီနှုတ်ဆက်ကြီးပေါ့နော်မနေ့လှုပ်သွားနေတာမကြိုက်အဲ့ရလုံးဝမကြိုက်နော်ဆိုတော့အာမကြိုက်ဆုံး၃ခုကတော့ခုနပြောတဲ့ဟာရောပေါ့မင်းပြောသလိုမျိုးပဲဟိုမင်းလိုမျိုးကိုယ့်အကိုထိန်းနိုင်တော့ကောင်းတယ်မထိန်းနိုင်တဲ့ဟာကြတော့အခုချိန်ဒီတငယ်ချင်းတွေရောကိုမကြိုက်ဆုံးထွက်လာအားမရတဲ့ဟာပေါ့နော်အခုချိန်ဒီကိုနဲ့တူတူလုပ်နေတဲ့မြန်မာတငယ်ချင်းတွေရောပဲတို့ခုနပြောတဲ့ဘာသာစကားကြီးကိုဒီ singly သုံးနေတော့ဆိုရတဲ့အဲ့ဒါကြီးကိုမှအမှန်လိုမျိုးဆွဲသုံးသွားတာမျိုးပေါ့အဲ့တော့ကိုဖြက်စီးလိုက်တာမျိုးဘာသာစကားနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးကြီးရှိနေတယ်
ပြန်ပြင်လို့မရတော့တော့အောင်အခုချိန်ဒီအဲ့လိုမျိုး Singlish တိုင်းကြီးပဲပြောနေတဲ့ဟာမျိုးကြီးပေါ့ဒါကြီးကတို့ဒီနိုင်ငံမှာတော့ဆက်နေသွားရင်အဆင်ပြေပေမဲ့လို့မင်းနောက်နိုင်ငံတွေဒီနောက်ဟုတ်တယ်တခြားနိုင်ငံပြောင်းတာဆိုအဆင်မပြေတော့အဲ့ဒါကြီးကတော်တော်ဆိုးသွားတယ်အဲ့ဒါတကယ်ကျင့်ပါရင်တော့မင်းအကျင့်ပါဆိုတာတဘောကအခုငါဒီကိုရောက်လာတဲ့အချိန်မှာငါပထမဆုံးနှစ် PDR PDR interview ပေါ့နော် PDR ဆိုတာ personal development review ပေါ့နော်ငါတို့ကုမ္ပဏီကအများတန်းရှိရယ်ဘာလို့လဲဆိုတော့လာစာတိုးမဲ့ကိစ္စရယ်ပြီးရင်ကိုကဘယ်ကိုသွားချင်တာလဲကိုဖြစ်ချင်တဲ့နေရာကုမ္ပဏီမှာဘာလဲဆိုတာမျိုး review လုပ်တယ်အဲ့အချိန်မှာဘာဖြစ်လဲဆိုတော့အဲ့တော့ငါရဲ့ manager ကသူကဂျာမန်ဂျာမန်ဆိုမဲ့သူကဒီဟိုမှာ UK မှာနေရာများတော့သူ accent UK accent ဖြစ်နေပြီပြီးရင်ငါရဲ့ director လည်းဟိုပဲ British ပဲပေါ့နော်အဲ့တော့ director British German နဲ့ဆိုတော့သူကငါရဲ့ director British ကဘာပြောလဲဆိုတော့အောင်မင်းရဲ့ English ကကောင်းတယ်ဒါပေမဲ့ English လို့ပြောချင်မှာနည်းနည်းလေးတော့ဟိုပါပေါ့နော် slow down လုပ်ပေးဘာဖြစ်လို့လဲဆိုတော့อืมငါအနေနဲ့ native speaker အနေနဲ့ကမင်းကိုနားလဲတယ်ဒါပေမဲ့တခြားနိုင်ငံသားအနေနဲ့ non native speaker တွေနဲ့ဆိုရင်မင်းနည်းနည်းလေးမြန်ပြောတဲ့အတွက်သူတို့တွေနားလဲမှာမဟုတ်ဘူးပေါ့နော်နားလဲမှာမဟုတ်ဘူးပေါ့ကွာနည်းနည်း struggle ဖြစ်မယ်ပေါ့နော်ပြောချင်တာအဲ့ဒါအဲ့ဘက်ကနေငါပြောရမယ်ဆိုရင်ဟိုရလာတဲ့ဟိုနည်းနည်းလေးအကျင့်စိုးတစ်ခုပေါ့ကွာတဘောကဟိုအခုကြာနောက်ပိုင်းငါပြောရဲဆိုရင်ငါတော်တော်လေးထိမ့်ပြီးပြောတာများလာတယ်စာလုံးတော့ကြာဒါမကောင်းတဲ့အချက်ပေါ့နော်ခုနဒါလည်းငါရဲ့မကောင်းတဲ့အချက်၃ချက်ထဲကတစ်ခုလို့ပြောလို့ရအောင်ပေါ့နော်မင်းပြောသလိုမျိုးပဲပေါ့ကိုကတကယ်တမ်းကြာရင်ကန်တော့တို့ပြီးရင်လာတို့တာကိုကမတုံးခဲ့တာဒါပေမဲ့သူတို့ရဲ့ဒီ system တစ်ခုထဲမှာငါဟိုကိုယ့်ရဲ့ English ဘာသာစကားကိုဟိုဒီ work culture အနေနဲ့နည်းနည်းလေးတူအောင်လို့ကိုကလိုက်ပြီးတော့ဟိုစူးစမ်းပြီးနေထိုင်တဲ့အချိန်မှာဒါလေးကကိုယ့်အတွက်အကျင့်စိုးလေးပါလာတာပေါ့နော်အဲ့ဒါတော့ပထမဆုံးငါရဲ့မကြိုက်တဲ့အချက်ထဲကတစ်ခုဒုတိယတစ်ခုကကြာဟိုပါပေါ့နော်ဟိုကိုယ့်ရဲ့မြန်မာ Asian နိုင်ငံသားအနေနဲ့ဘလောက်ပဲတွန်းနေပါစေ language ကကောင်းနေပါစေဟိုကိုလိုချင်တဲ့နေရာဟိုလွယ်လွယ်ကူကူနဲ့မပေးတာမရောက်တာပေါ့နော်အဲ့ဒါမျိုးလေးလည်းငါမကြိုက်ဘူးမကြိုက်တာဘာလို့လဲဆိုတော့ငါငါဖြတ်တန်းလာတဲ့ဒီစာလုံးရဲ့အတွေ့အကြုံရဆိုရင်ငါ consultant မှာနေခဲ့တာ6နှစ်ကျော်9နှစ်ကျော်ပေါ့နော် manager อืมရာထူးကိုထိုက်တန်စားနဲ့ manager ကိုလွယ်လွယ်ကူကူနဲ့မပေးခဲ့ဘူးပေါ့နော်အဲ့ဒီအချက်တွေကြောင့်လည်းငါဒီအလုပ်ထွက်ခဲ့ရမျိုးတွေလည်းပါတာပေါ့နော်မပြောချင်တာစာလုံးမှာကြာအရန် struggle ဖြစ်တယ်ကွာနေရာတစ်ခုကိုရဖို့အတွက်ပေါ့နော်ဘယ်လောက်ပဲကိုကတွန်းနေပြီမယ်ပေါ့နော်ဟိုအဲ့တုန်းကဆိုရင်တကယ်တမ်းဒီငါထွက်တော့ interview တော့ကို interview ရဲ့အချိန်မှာမှသူတို့ကပြီးလို့ရတယ်ဆိုတဲ့စကားမျိုးတွေထွက်လာတာပေါ့နော်ပြီးလို့ရတယ်ဆိုတဲ့စကားမျိုးတွေထွက်လာပြီးရင်ဒီငါရဲ့ communication နဲ့ပတ်သက်ပြီးတော့communication အရာဆိုရင်သူများနိုင်ငံသူများဟိုထားတချို့လူတွေနဲ့ရှင်လဲဆိုမင်းကပိုကောင်းတယ်ပါညာအဲ့ချိန်ကျမှသူတို့ကပြောလာပေါ့နော်ဒါကကိုမကြိုက်တဲ့အချက်ကပေါ့ပြောချင်တာကတော့စာလုံးမှာအဲ့လိုမြန်မာတွေ engineer ရဲ့အနေနဲ့ဆိုရင်ဟိုဒီ principal engineer ရဖို့ပဲဖြစ်ဖြစ်director manager ရဖို့ပဲဖြစ်ဖြစ်အဲ့ level ကိုရဖို့ကတော်တော်လေးရုန်းကန်ရတယ်တော်တော်လေးခက်ခဲရဒါကမကြိုက်တဲ့အချက်တစ်ခုပေါ့နော်နောက်ဆုံးတစ်ခုကဘာဖြစ်မလဲခုနကတော့အကောင်းထဲမှာရှိပါသေးတယ်ခုတော့မေ့သွားတယ်ငါချရေးမထားတော့ကြာအာမကြိုက်တဲ့အချက်မျိုးကြီးလမ်းခွဲခြားခံရတယ်လူမျိုးခွဲခြားခံရခုနဟာပဲလေအဲ့ဒါပဲလေခုอืมဒုတိယအချက်ပေါ့ဒုတိယအချက်လူမျိုးခွဲခြားခံဟိုလူမျိုးခွဲခြားခံရတာစကားကနည်းနည်းကြီးရပါသိရမလားအဲ့ကြောင့်ငါအဲ့လိုကြီးကြတိတ်မသုံးလဲပြင်းတယ်ပြင်းလုံးတယ်ဟုတ်တယ်ဟုတ်တယ်ပြင်းလွန်းတဲ့ကြောင့်ငါမသုံးချင်တာဟိုဘာပဲဖြစ်ဖြစ်ဘယ်နေရာတော့အဲ့ဒါတော့ရှိတာပဲမင်း British ထားပါ UK သွားမယ်ဆိုလဲအဲ့ဒါရှိတာပဲဒီမှာဒီဒူဘိုင်းမှာကြာနည်းနည်းလေးအဲ့ဒါတော့မရှိဘူးဒါပေမဲ့ဒူဘိုင်းမှာတော့European နဲ့ British နဲ့နည်းနည်းလေးပို့ပြီးဦးစားပေးခံရတယ်ဒါကတော့သိတာရတယ်ဒါပေမဲ့ဟိုတကယ်လို့ Asian နိုင်ငံသားအနေနဲ့တကယ်လို့စာလုံးကလူတွေဒီမှာလာလို့မယ်ဆိုတော့စာလုံးနဲ့ကိုယ်နဲ့ level တန်းတွားပြီးရှင်းလို့ရတယ်ဒီမှာကြာကွာChinese ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဟိုလူမျိုးခွဲခြားတဲ့ဟို discrimination စကားလုံးသုံးမယ်ဆိုနည်းနည်းလေးပြင်းမှာဖြစ်တဲ့အတွက်ငါမသုံးပြစ်လိုက်တာပေါ့နော်ဒါပေမဲ့ဟိုယာတူးကိစ္စတွေဘာတွေနဲ့ပြောမယ်ဆိုတော့အဲ့ဒါလည်းမကြိုက်တဲ့ချက်တဲ့ချက်ပေါ့နော်အဲ့တော့ခုနပြောရဲ့ဘာသာစကားရယ်ပြီးရင်ထားပါဒီအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ယာတူးတိုးဖို့အတွက်ပြီးရင်နေရာရဖို့အတွက် struggle ဖြစ်ရတာပေါ့နော်နောက်ဆုံးတစ်ခုကငါမေ့နေကိုတာကိစ္စကိုอืတာมကိစ္စရယ် อืมอื PR มကိစ္စရယ် citizen ကိစ္စရယ်စာလုံးမှာ criteria သူ့ရဲ့ criteria စာရွက်ပေါ်မှာပဲရှိတာ တကယ် decision ကကြာသူ့ရဲ့အစိုးရပေါ်မှာပဲမူတည်တာအဲ့တော့ဟုတ်တယ်အဲ့တော့ခုန
ခုနအကြောင်းအရာကိုဆက်ပြီးပြောမယ်ဆိုရင်ငါဒီနောက်ဆုံးထွက်ခဲ့တဲ့ ကုမ္ပဏီပေါ့နော်နောက်ဆုံးရဲ့share ကုမ္ပဏီပေါ့နော် company မှာထွက်ခဲ့တော့ HR ငါ့ကို exit interview လုပ်တယ် exit interview လုပ်တဲ့အချိန်မှာတဘောကဘာလို့ထွက်တာတော့နဲ့ပြီးရင်ငါရဲ့ Laza range ကဒီ EP Laza range ရှိနေပြီမဲ့ EP လာ EP ကိုဘာကြောင့်ရှောက်လို့မရတာတော့နဲ့ဘာလို့ရှောက်လို့မရလဲဆိုပြောရမယ်ဆိုမြန်မာနိုင်ငံသားဖြစ်နေလို့ပဲကွာအဲ့တော့ဒီစာရွက်ပေါ်မှာ9000လို့တာရေးထားတာရှောက်လို့ကမရဘူးเนาะရှောက်လို့ကမရဘာဖြစ်လို့လဲဆိုမြန်မာနိုင်ငံသားဖြစ်နေလို့အဲ့ဒါကြီးမကြိုက်တာပေါ့နော်မြန်မာနိုင်ငံသားဖြစ်နေလို့ပြီးရင်ငါတို့မြန်မာနိုင်ငံမှာလာဆိုတော့လည်းမဟုတ်ဘူးဖိလစ်ပင်ကိုလည်းဖြစ်တာဒါပေမဲ့မြန်မာနိုင်ငံသားက8000မှလာ EP ရမယ်ဆိုရင်ဖိလစ်ပင်ကじゃ9000နဲ့ရမယ်ဒါပေမဲ့လို့မလေးရှားတာမန်လုံသမား3000နဲ့ EP လျှောက်လို့ရအဲ့တော့ဒီစာရွက်ပေါ်မှာရေးထားကွာဒီ criteria တကယ်တမ်းဆိုရင်ဘာမှမဟုတ်ဘူးဒါပေမဲ့သူတို့ရဲ့ decision ပေါ်မှာမူတည်ရအဲ့ဒါလည်းမကြိုက်တဲ့အချက်ထဲမှာပါပေါ့နော်အဲ့တော့ aspa နဲ့လုံနေသည်ပြီးစာလုံးမှာじゃနည်းနည်းလေးကိုက struggle ဖြစ်တဲ့အထင်မှာလည်းပါနိုင်တယ်ပြီးရင်じゃရင် PR ရဖို့ဆိုတာကမင်း UK မှာနေရ9နှစ်ပြီးသွားရင် PR လျှောက်လို့ရမယ် Australia မှာနေရ New Zealand မှာနေရသူ့ရဲ့ criteria ထဲမှာဝင်သွားပြီဆိုတာနဲ့သူ့ရဲ့ point တွေကိုရပြီဆိုတာနဲ့ချပေးမှာစာလုံးမှာじゃဘယ်ပေါ်မှာအခြေခံတာလဲဘယ်သူမှအခုချိန်ထိမဖြေနိုင်သေးဘူးဘယ်ပေါ်မှာအခြေခံတာလဲဆိုအခုချိန်ထိမဖြေနိုင်သေးဘူး ရပေါ့ကံကောင်းအောင်ရဆိုတဲ့ဟာပဲနောက်တချို့တွေမလွယ်ပါဘူးပြရပါမလဲဟုတ်တယ်တချို့တွေလမ်းပြန်နေအောင်သူတို့တွေတဘောကဟိုပြင်ဆင်ကြရတယ်ပြီးရင် community service တွေလုပ်ကြရပေါ့ကွာ point တွေတက်အောင်လုပ်ပါညာနဲ့ရလာလို့မေးမယ်ဆိုရင်လည်းမရပြန်အဲ့ဘာမှန်းကိုမသိရပေါ့အဲ့ပြောမယ်ဆိုရင်ကွာအဲ့ဒါကြီးကတကယ်တမ်းဆိုရင်ဟို force ဖို့ကြီးပါသိရမလားလူတွေအတွက်လေဟိုဘလို့မကိုကွာဟိုမျောလင့်ချင်ပေမဲ့ဖြစ်လာမှာလားဆိုတော့ဘယ်သူမှမဖြေနိုင်ဘူးအဲ့ဒါလည်းငါရဲ့နောက်ဆုံးမကြိုက်တဲ့အချက်တွေကတစ်ချက်ပါတယ်အဲ့ချက်ကြောင့်ပဲအခုတငယ်ချင်းတွေဆိုအများကြီးပြောင်းသွားကြတယ်တို့တခြားတွေမှာ migrate လုပ်သွားတယ်အများအဓိကအကြောင်းအရာ PR များကြလို့ပေါ့နော်အခု PR ဆိုဒီလက်တလုံးမှာဆို PR အများဆုံးပေးတယ်ဆိုဘယ်သူပေးလဲဆိုတို့ဒီမလေးရှားပဲ university လည်းမသိဘူးအဲ့ကပြီးထားတဲ့တူတွေဆို PR အများကြီးချပေးအဓိကတော့ तू ကတော့တည်တဲ့အတိုင်းပဲသူ့နိုင်ငံဟိုကစင်ကာပူဆိုတာတရုတ်နဲ့မလေးရှားနဲ့ပေါင်းထားတဲ့နိုင်ငံဆိုတော့မလေးရှားနေတော့ခွင့်ရေးအများကြီးရှိတယ်လို့ထိုင်ဝမ်တို့သူတရုတ်ပြည်လို့ရှိရင်ဟုတ်တယ်အားလွယ်တယ်ဗောနော်တို့တွေတခြားနိုင်ငံကလူတွေမလွယ်အခုအရင်တော့ဆိုအိန္ဒိယတွေဆိုပြီးသေးတယ်အခုအိန္ဒိယတွေအတွက် PR ပေးတဲ့ကိုတာလည်းတော်လေးနေတာမပြီးတော့ယောက်ျား PR ဖြစ်နေတာတော့မိန်းမအတွက် PR မပေးဘူးဟုတ်တယ်တော်လေးကိုကန်တက်ပလိုက်တယ်သူအဲ့ဒါကောင်းတဲ့ဘက်ကတွေးမယ်ဆိုတော့အဲ့ဒါတွန်းအားတစ်ခုလေးဖြစ်ကောင်းဖြစ်နိုင်မှာပေါ့လေဘာလို့လဲဆိုတော့ဒါကြီးကမျောလင့်ချက်မရှိဘူးဆိုရင်ဒါယုံထွက်ရတာမှာပေါ့ကွာနောက်တစ်ခုကအဲ့ဒါငါတို့ဒီဒူဘိုင်းနဲ့ပတ်သက်တဲ့ interview ဟိုပေါ့ငါတို့နောက်ထပ် conversation မှာငါဖြေလို့ရပါတယ်အဲ့ဒါဘာလဲဆိုတော့အဲ့ EP ကိစ္စကြောင့်ပဲငါဒူဘိုင်းရောက်လာလဲပါတယ်ဟိုဒီငါတို့အခု company ကစာလုံးမှာရှိတယ်အစာလုံးမှာငါ့ကိုခန့်ကျင်တယ်ခတ်တာကိုတာမရှိဘူး expert မပေးနိုင်ဘူးလာသာ range ကပေးနိုင်တယ်စိုးကချမပေးဘူး EP ကိုအဲ့တော့じゃဘာဖြစ်လဲဆိုတော့နောက်ဆုံးじゃမေတဲ့ East ကိုလာမလားဆိုငါလည်း yes ပေါ့ yes ဆိုတာနဲ့အခုဒူဘိုင်းရောက်လာအဲ့ဒါကြီးပေါ့နော်အဲ့ဒါတော့ခုနဒီငါတို့ဒီဒူဘိုင်းအကြောင်းပြောတဲ့အချိန်မှာငါတို့ပြောလို့ရပါအဲ့ဒါနောက်မှပြန်ပြောတော့မှာကွာထားပါတော့နောက် number 9ပေါ့နော် number 9နောက်မေကွန်း10ခုရှိရဆိုနောက်ဆုံးမေကွန်း9ခုကိုရောက်ပြီစာလုံးမှာလာဇာ range တွေကဘယ်လောက်ရှိလဲပုံမှန်ဆိုရင်ကွာတဘောက engineer စ join တဲ့လူနဲ့ပြီးရင် experience ပေါ်မှာမူတည်ပြီးတော့ဘယ်လောက် range နေဘယ်လိုဖြစ်သွားမလဲပြီးရင်တခြား field မှာဆိုလဲဘယ်လောက်ညှို့မှန်းလို့ရရပေါ့မင်းအမြင်ပေါ့လာစားအခုဆိုရင်တော့တို့ engineer ဆိုရင်တို့ဒီဟို pressure လေးတွေပေါ့နော်ရောက်ခါစားလေးတွေပဲနေနေပါပဲနေနေကွာ engineer ဆို experts ကအနည်းဆုံး3500တက်မှတ်လိုက်ဆိုတော့3500ဆိုတော့ဟိုအနည်းဆုံး3200ဝန်းကျင်ပေါ့တက်မှတ်လိုက်တာဆိုတော့အဲ့ဒါတော့ experts ရဲ့လာစား3000ဝန်းကျင်ပေါ့နော်ဒါပေမဲ့လို့တချို့ကုမ္ပဏီက2800လောက်ပဲပေးပြီးတော့တို့အဆင်ပြေအောင်ဟိုညီကြတာမျိုးရှိတာပေါ့နော်ဆိုတော့3000ဆိုတော့3200ကအနည်းဆုံးဖြစ်သွားပြီ3200to 3500အနည်းဆုံးပေါ့ခုန WP ပေါ့ WP ကြတော့ work permit ကကြတော့အမျိုးရှိတယ် work permit ကိုအလုပ်ကျန်း work permit ပေါ့နော်အလုပ်ကျန်း work permit တမားလေးတွေကြတော့ dormitory မှာနေရတဲ့ကလေးတွေကြတော့ခုငါတို့အောက်မှာလည်းလုပ်နေတဲ့ကလေးတွေကြတော့သူတို့တရက်ကိုဟိုဟာရတယ်24ချက်ပေါ့24ချက်အဝင်ချင်းပဲရတယ်ပေါ့နော်ဆိုတော့တစ်လကိုသူတို့က600 900ပေါ့အဲ့လောက်ရကြတယ်
အာอืมဆောနာဟိုဟာကြတော့ဆောနာ WP တဲ့ဟိုမှာ Hawker Center တွေမှာလောက်တာမျိုးတွေနဲ့ခုနလိုမျိုးကျွမ်းကျင်လောက်တာပေါ့ကျွမ်းကျင်လောက်တာဆိုတော့ဒီတို့ဒီ electrical တို့ mechanical တို့ဒီ sound system တို့နဲ့ပတ်သက်ပြီးလုပ်တဲ့ကလေးတွေကြတော့1800လောက်ရတယ်1600 1800ပေါ့နော်အဲ့ဒါ range တွေပေါ့ဆိုခုနတို့လူကြီးတွေကိုဗာလဲတို့တက်ကြီးတွေကိုဆောင်းရှောက်ရေးပေါ့နာဇင်နဲ့ပတ်သက်တဲ့ဟာတွေပေါ့အဲ့သူတို့တွေလည်းအဲ့2000ဝန်းကျင်ရကြတာမျိုးရှိတာပေါ့နော်အိမ်အကူထဲမှာလည်းအတူတူပဲအိမ်အကူဆိုလည်းတချို့တွေ900လောက်ထိရတယ်တချို့အိမ်ကူတွေဆို1300ဝန်းကျင်ရတယ်မျိုးလည်းရှိရဒါတော့ depends on ဟုတ်လားဘောနော်သူတို့ရဲ့အိမ်ရှင်ပေါ့အဲ့လိုမျိုးဒါတော့လာစားတွေစားဖို့ပေါ့ဟိုယာရုကြီးသွားတဲ့လူတွေပေါ့ယာရုကြီးသွားတဲ့လူတွေတို့တကယ် manager level နဲ့လုံးဝအပေါ်ကလူကြီးပိုင်းရောက်သွားတဲ့လူတွေဆို1000ဝန်းကျင်ရနေတဲ့မြန်မာတွေလည်းရှိတာပေါ့ဆိုရုံးကဆရာဆိုရင်ရုံးကဆရာတို့ဆိုလည်းဟိုပြောရရင် 10k plus ပေါ့ရနေကြတာရှိတာပေါ့နော်အဲ့လိုမျိုးပေါ့ 10K ဒါလည်း 10 salary range ပေါ့စာလုံးမှာ 10K plus ဆိုတာလက်ချိုးရည်လို့ရတယ်နော်လုံးဝမရှိဘူးတကယ်တမ်းအေးပေါ့ပြောရမယ်အေးပေါ့တကယ်တမ်းကျတော့ပြောရရင်မရှိဘူးတော့သူတို့ကျတော့ 10k plus ဆိုတာကြသူတို့ကျတော့ manager ဖြစ်သွားပြီဆိုတော့อืม basic salary 8000လောက်ထိရတယ်ပဲထားအောင်တခြားသူတို့ရဲ့တခြား performance တွေကျတော့အများကြီးဟုတ်လေရတယ်သူတို့အဲ့လိုမျိုး percentage နဲ့ရတာရှိတာ哦ဆိုတော့အဲ့တော့သူတို့ရဲ့ပြောရရင် monthly income က 10k plus ကအနည်းဆုံးပဲရှိရတာอืมအဲ့လိုသူရုံးက manager ကြီးဟုတ်ငါသိရလူတွေထဲတောင်မှသဘောကတယောက်တစ်လေတောင်မှမရှိခဲ့ဘူးထင်တာပဲ 10K plus ကတော့ရှိတော့ရှိမှာပေါ့ဒါပေမဲ့တော်တော်ကိုနည်းပါတယ်မြန်မာကြီး 10K plus ရတယ်ဆိုတာဟိုတော်တော်လေးပြောမယ်ဆိုရင်မဖြစ်နိုင်ဘူးတော့မပြောဘူးနော်ဒါပေမဲ့တော်တော်လေးခက်ခဲကိစ္စပေါ့နော်အော်လာဇာ range တွေကမင်းပြောသလိုမျိုးဆိုဟုတ်ပါတယ်ငါဆိုရင်အာငါနောက်ဆုံးထွက်လာတော့တိတဲ့အချိန်ဆိုရင်ငါတို့ဒီ S Plus တွေတိုးသွားတယ်ပေါ့နော်3500อืม45နှစ်ကျော်မယ်ဆိုရင်ပါ4500ပြီးရင် level ကြီးရတိုးဟုတ်တယ်ဟုတ်တယ်လာတာပေါ့နော်အခုလည်းအဲ့လိုတွေဖြစ်ကုန်တယ်ဟုတ်တယ်အဲ့လိုမျိုးကြီးဖြစ်လာတယ်ဒါပေမဲ့ဟို2000လောက်နဲ့နားလည်မှုနဲ့ယူပြီးတော့လုံနေတဲ့မြန်မာတွေလည်းအများကြီးပဲပေါ့နော်အဲ့လိုမျိုးလေးလည်းอืมရှိရပေါ့ဒါပေမဲ့ average အနေနဲ့ဒီ fresher ဒီအသစ်တွေလာမယ်ဆိုပေါ့နော် engineer ပေါက်စာလေးလာမယ်ဆိုရင်အာကန်ကောင်းရင်တော့ company ကောင်းကောင်းမှာ quota ရှိရဆိုရင်တော့3500 3000 range ရကောင်းရနိုင်တယ်ပေါ့နော်ဒါပေမဲ့อืมအဲ့လိုမရဘူးဆိုရင်တော့သဘောက2000လောက်နဲ့ WB ဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပေါ့နော်အဲဒါကတော့ကိုယ့်ရဲ့ decision ပုံမှာမူတည်ရပါပေါ့နော်ကိုယ့်အနေနဲ့အဆင်ပြေဆိုတော့တချို့တော့လောက်ကြရတယ်ပေါ့နော်မြန်မာနိုင်ငံနဲ့ဆိုင်တော့အများကြီးတာပါတယ်ဒါကတော့ อืม engineer ကြီးလာစားတွေပေါ့နော်ဟို10စုနှစ်တစ်ခုကျော်သွားမယ်ဆိုရင်တော့ experience ပေါ်မှာလည်းမူတည်ရယ် skill ပေါ်မှာလည်းမူတည်ရယ် communication ပေါ်မှာလည်းမူတည်ပြီးတော့လာစား range က4500ကနေပြီးတော့6000ကြားမှာတော့တချို့ရနေကြတာပဲပေါ့နော်ဒီဟိုမြန်မာတွေ10စုနှစ်ကျော်သွားပြီဆိုရင်အာ4500ကနေ6000ကတော့အိုက်ကြားကတော့ standard range ပါပဲ6000ကျော်တာမျိုးဆိုရင်တော့ဒါတော်တော်လေးတော်လို့ပြီးရင်ဟိုကလည်းဖြစ်လို့ပေါ့နော်နေရာလည်းပြီးခံလို့ဖြစ်ကောင်းဖြစ်မှာပေါ့တချို့ဆိုရင် company တစ်ခုမှာပဲအကြာကြီးလှုပ်လာခဲ့တဲ့တတိယကြိုက်တယ်ဆိုရင်အာပို့ပြီးတော့ပေးတဲ့လူတွေလည်းငါတို့ပတ်ဝန်းကျင်မှာတွေ့ရတယ်လည်းရှိရပါတော့အမ်ဒီ mate တွေကတော့မင်းပြောသလိုမျိုး800လောက်ကစပါတော့เนาะ800 900 1000 1200အဲ့ဒါတော့ standard rate တွေပေါ့နော်1500ဘာညာဆိုရင်တော့တော်တော်ကံကောင်းလို့ပြောလို့ရမှာဒါပေမဲ့ကြားတော့မကြားဘူးအဲ့800 900 1200ပေါ့နော်အဲ့ဒါတော့ standard rate တွေပေါ့ပြီးရင် manufacture မှာလုပ်တဲ့လူတွေလည်းရှိရပေါ့နော်တပောဒီ manufacturing မှာလုပ်တဲ့လူတွေဆိုလည်းအဲ့လိုပဲသူတို့ဆိုလည်း work permit သမားတွေဆိုရင်အခြေခံလစာ1100 1200အဲ့ဒါမှ OT plus ဖြစ်သွားမယ်ဆိုရင်တစ်လကို1600 1900အဲ့လောက်နီးပါးလေးရတာပေါ့နော်အမ်စကွာတော့ငါမသိဘူးကွာဒီဆရာဝန်တွေလစာတော့ငါတခါမှတော့မမေးလည်းမမေးဘူးသိလည်းမသိဘူးဒါပေမဲ့ nurse တွေကလည်းအဲ့လောက်ပါပဲငါတို့ဒီ1300 1400 1500အဲ့ဝန်းကျင်ပဲရမယ်ထင်တာပဲอืมအဲ့ဝင်ချင်ပါပဲ2000အောက်ထိပေါ့အဲ့ဝင်ချင်ပါอืအခုလက်တมလောလာစားတွေကကိုယ်လည်းတိတ်ပြီးဟိုပြောရရင်အရင်ကြီးမနီးစက်တော့မမေးဖြစ်ဘူးပေါ့နော်ခမอืมอืมင်းကြီးကတော့အဲ့ဝင်ချင်နေပါပဲတချို့တော့ engineer အနေနဲ့ဒီငါတို့စာလုံးမှာကောင်းဟိုကိုကကြောင်းတက်နိုင်တော့ပိုကောင်းတယ်ကြောင်းတက်တယ်ဆိုရင်တော့မှဒီ NUS တို့ပါတော့ပေါ့နော် NUS NTU တို့တက်မယ်ဆိုရင်တော့ပို့ပြီးတော့နေရာလဲပိုရနိုင်တယ်လို့လစာလဲပိုကောင်းမှာပေါ့နော်ဒါကတော့ကိုတက်နိုင်ပေါ့ဒါပေမဲ့ကြောင်းစရာလည်းသိရတယ်မစာလုံးကဟိုကလောက်တယ်မင်းငါနောက်ဆုံးစုံစမ်းခဲ့တော့ကိုမာစတာငါတက်မယ်လို့တော့ကို4000ခွဲဟိုတခြားအပူဖီးရမပါသေးဘူးနော်အာအခုဆိုရင်တော့မင်းအဲ့ထက်မကလောက်တော့
4,000 ဝက်ဆိုရင်မဒီနေ့င်းစဉ်းစားကြည့်ကွာ9000 8000လောက်မှာပေါ့ဒါပေမဲ့လို့လည်းမင်းတက်အဲ့လို master ကိုတို့ဗာလဲအဲ့ဒီ NTU လား NTU တို့ဘာလို့တက်မယ်ဆိုရင်တက်တင်တယ်ဆိုတာပတ်စံရှိတယ်ပတ်စံအတွက်တိတ်ပြီးမပူရတဲ့လူဆိုတက်တင်တယ်တက်တင်တယ်ဆိုတာအခုတငယ်ချင်းတွေဆိုရင်တငယ်ချင်းတွေဆို UK တို့ဘာလို့သွားကြတဲ့တငယ်ချင်းတွေဆိုရင်ဒီကာလာကြီးကတည်တဲ့အတိုင်းဘယ်သွားငါတို့ကဗီဇာရဖို့အရေးကြီးတာဟုတ်တယ်နယူးဇီလန်ပဲနယူးဇီလန်ဆိုလဲအခုကဟိုဘက်ကိုကြောင်းပြန်တက်မယ်ဆိုလဲအဓိကဟိုဗီဇာပဲပေါ့နော်ဆိုတော့ UK ဆိုလဲအဲ့လိုမျိုးပေါ့ဗီဇာရဖို့တက်တာဟိုတနိုင်ငံနောက်တနိုင်ငံကိုခြေလှမ်းဖို့တက်တာဆိုရင်ငါတို့ဟို educational background ကိုနောက်ထားလိုက်အောင်ဗီဇာရဖို့တက်တာဆိုရင် NTU ပြီးထားတဲ့လူဆိုရင်ခုနမင်းပြောတဲ့ e-pass ကုမ္ပဏီကရှောက်ပေးဖို့လွယ်ဟုတ်တယ်ဟုတ်တယ်နော် e-pass နောက်တစ်ခုကအဲ့ဒီ NTU တို့ NUS တို့ကပြီးထားတဲ့လူက UK မှာ2နှစ်ကနေ3နှစ်အထိသူတို့ကသူတို့အဲ့ကအကြောင်းပြီးထားတဲ့လူမလို့အလုပ်ရှာခွင့်ပြီးတာရတယ်ဆိုတော့အဲ့လိုမျိုး chance တွေတော့ရတာပေါ့နော်အဲ့ဒါကြောင့်တက်မယ်ဆိုရင်လည်းအဲ့လိုမျိုးတိမှတ်ပြုတဲ့နေရာတွေမှာတက်တင်တာပေါ့ဟုတ်တယ်တက်ထားတာတော့မလုံဘူးကွာတက်တော့တက်တင်တယ်ဒီမှာတော့ကိုယ့်ရဲ့မင်းဇက်တိုက်လောက်သွားတယ်လို့မျိုးပဲကိုယ့်ပညာရည်ချင်းပဲနေဘာပဲနေကိုယ့်ရဲ့ profile နဲ့မြင့်သွားလေးရတော့အကောင်းဆုံးပဲပေါ့အဲ့ဒါတွေကအကျိုးပြုကိုပြုမှာဘာလို့ဆိုတော့အဲ့လိုတွေမလုပ်ခဲ့လို့ဆိုတော့ဒီတိုင်းပဲဒီ level မှာပဲအကြာကြီးတန့်နေတာပေါ့အဲ့လိုမျိုးတွေအဲ့ပေါ့ခုနပြောလို့လို့ဒီလုံးဝ financial အတွက်ကိုက worry မရှိဘူးเนาะကိုယ့်ရဲ့အိမ်ရဲ့ background ပြီးရင်တဘောကကိုတယောက်ပဲရှာပြီးတော့ကိုတယောက်ကိုပတ်စံစုမယ်ဆိုရင်ကိုယ့်ရဲ့ဟိုဟာပေါ်မှာပညာရေးပေါ်မှာစုလိုက်ပါသိရမလားကိုယ့်ရဲ့ပညာရေးပေါ်မှာอืมစုလိုက်တာ ਨੇ ဒီဟာကြီးကဘဝပြောင်းလဲတစ်ခုဖြစ်သွားတကယ်တမ်းဆိုရင်ဟိုဒီ ဟုတ်တယ်ဟု NDU တ်တယ် NUS ကပွဲရမယ်ဆိုရင်ဘယ်နေရာသွားကိုကအလုပ်ရဖို့ပို့ပြီးတော့ chance ရှိရပေါ့နော်အဲ့တော့တကယ်လို့တက်နိုင်တယ်နော်ပတ်စံလည်းတက်နိုင်တယ်ကိုလည်းကိုယ့်ရဲ့ပညာရေးရလိုက်နိုင်သေးရဲ့ဆိုတော့ဒါမဖြစ်မနေကိုဟိုလုံးတင်တဲ့ကိစ္စတစ်ခုပေါ့နော်ဒါအကြံဉာဏ်ပေးရမယ့်ကိစ္စတစ်ခုပေါ့ဘယ်လိုပဲဖြစ်ဖြစ်စာလုံးမှာရောက်နေဆိုရင်တော့ဘာပဲဖြစ်ဖြစ် NUS ကတော့တည်တဲ့အတိုင်းပဲကွာသူ one number တောင်မှငါထင်ပါတယ်3-4လောက်မှသူ rank ရှိနေပေါ့နော် NTU ဟုတ်ကတော့တယ်ဟုတ်တယ်50ကျော်လောက်မှရှိတယ် NTU က50ဒါပေမဲ့ NTU လည်းမဆိုးပါဘူး NTU ကဝင်ခွင့်ပို့ပြီးတော့လွယ်တယ် NUS ကတော့ခက်တယ်ပေါ့နော်ဒါပေမဲ့ဘယ်ရပေါ့နော်ဒါပေမဲ့တက်တင်တယ်လို့အကြံဉာဏ်ပေးရပေါ့နော်အဲ့ဒါမှလည်းပို့ပြီးတော့ခွင့်လန်းပိုများတာပေါ့ဟုတ်တယ်ဟုတ်ပြီနောက်ဆုံးတစ်ခုကတော့ငါတို့နံပါတ်10ကတော့စာလုံးလာခြင်းတဲ့လူတွေဘာတိုက်တွန်းပြောခြင်းတလဲငါတို့ဟိုအရှိမတော့ချုံငုံပြီးတော့အကုန်လုံးပြောသွားတာရောအများကြီးပေါ့နော်ဒါပေမဲ့ကိုယ်တိုင်အတွေ့အကြုံရဆိုရင်ဘာထည့်ပြီးတော့ထပ်ပြီးတော့ပြောခြင်းတည်းအဓိကတော့ဘာလှုပ်ချင်လဲဆိုစလုံးကိုလာဖို့ကတော့ပွင့်လင်းပြောရင်ငါတို့တော်တော်များများပေါ့နော် percentage ရဆို90%လောက်ကတော့ပတ်စံရှာချင်လို့လာတာဟုတ်တယ်နော်ဆိုတော့အဲ့တော့ဒီမှာတော်တော်များများကမြန်မာပြည်မှာချေးငှားပြီးလာကြတဲ့လူတွေကများတယ်ဟုတ်တယ်ဆိုတော့ပတ်စံချေးငှားပြီးလာတာပဲနေဟိုမှာ invest လုပ်လာဒီအတွက်ကိုကရင်းနှီးလာတဲ့ဟာတွေပြန်ရဖို့တက်တာဆိုရင်အိမ်အကူနဲ့ပဲလာ engineering fee နဲ့ပဲလာ work permit နဲ့ပဲလာဘာကြောင့်ပဲလာကိုဟိုမှာကုန်ကြခဲ့တဲ့ဟာကိုဒီမှာပြန်ရဖို့တက်တာဆိုရင်အာ agent ကိုမှန်မှန်ကန်ကန် agent မျိုးနဲ့ရှာပြီးတော့လာဖို့อืมအဓိကကတော့ agent အလိမ်အနေနဲ့တွေ့ရဆိုဒီမှာဆိုခုနောက်ပိုင်းဖြစ်လာတယ်3လတော့စမ်းကန့်ကာလ3လတော့ကိုကဟိုဘက်မှာ300 200 300ရင်းလာကြ300လောက်ထိရင်းလာတယ်လို့ရှိတယ်ရင်းပြီးဒီဘက်မှာတထေးနဲ့ပေါင်ရိုက်ပြီးတာမျိုးပဲနေဒီဘက်မှာကိုယ့်ကိုပြန်ပြီးမကြည့်ပေးတဲ့ agent မျိုးတွေဆိုရင်3လလောက်နဲ့ပြန်သွားတာအများကြီးဆိုတော့ဟိုဘက်ကရင်းနှီးလာတဲ့ဟာခြေငါပေါင်နှံပြီးတော့ထွက်လာတဲ့ဟာတွေပြန်မရကြဘူးเนาะ agent အဓိက agent ဆိုလဲ agent တကယ်ကောင်းတဲ့ agent တွေရှာဖို့ပေါ့နောက်တစ်ခုကအရေးကြီးဆုံးအချက်ကပြောရရင်ဘာပဲနေငါတီးခံမဲဆိုတဲ့ဟာမျိုးပေါ့အဲ့လိုမျိုးလေးပေါ့အဲ့ဒီဟာလေးတွေကအရေးကြီးတယ်အဲ့ဒီစိတ်ပိုင်းဆိုင်ရာလေးအဲ့ဒါလေးပြင်ဆင်လာဖို့ပေါ့ခုန language ပတ်သက်တဲ့ဟာတော့ပြောပြီးသွားပြီဆိုတော့ထားလိုက်တော့ပေါ့နော်အဓိကတော့အဲ့ဒါမျိုးလေးတွေပေါ့ဒေါသထွက်တော့မဟေးဆိုတော့မှကိုယ်ပြန်ပြီးစဉ်းစားဖို့ဒီနိုင်ငံမှာကတော့အတိတဲ့အတိုင်းကိုကရောက်လာမယ်တယောက်တည်းထီးချန်တာပဲဖြစ်ခံစားရမယ်ဘာညာတွေရှိလာမှာပဲနောက်အရေးကြီးဆုံးချက်ကသူ့နိုင်ငံသူ့ဥပဒေကိုလေးစားဖို့ပေါ့အဲ့ဟုတ်လိုမျိုးလေးပေါ့အေးပါအေးပါငါအမြင်လဲတူတူပါပဲအဓိကကိုစာလုံးကိုလာတဲ့ရွေချက်ကဘာလဲဆိုတာတီးဖို့လိုတယ်ပေါ့နော်ငါစာလုံးကိုမလာခင်မှာဟိုငါရဲ့ဆရာတယောက်ကပေါ့နော်လူတွေကကွာတဲ့စာလုံးကိုသွားကျင်တဲ့စိတ်ကပြင်းပြနေတာပေါ့ကွာ
ကိုကဘယ်လမ်းကြောင်းကိုသွားမယ်ပြီးရင်အခုချိန်မှာဘာကိုအားစိုက်ပြီးလုပ်ရမယ်ဆိုတော့ဘယ်သူမှမတွေးကြဘူးပေါ့နော်မင်းအနေနဲ့စဉ်းစားကြည့်ကွာ6လဆိုတဲ့အချိန်တိုင်းတာမှာတဲ့ဘာမှမလုပ်ခွင့်နဲ့ကိုပဲရင်းနှီးမြှုပ်နှံလိုက်တဘောကပညာရေးပဲဖြစ်ဖြစ်တဘောကငါတို့တင်တန်းနေတက်တော့ကွာတင်တန်းတက်တယ်ဆိုလေတကယ်ဒီဇိုင်းမတ်တက်တကယ်ဒီဇိုင်းမတ်အဲ့ပညာကိုရအောင်ယူနော်အဲ့လိုမျိုး6လလောက်ပဲလုပ်အဲ့6လလောက်ပဲလုပ်လို့ပညာဆုံးသွားပြီဆိုရင်စာလုံးကိုသွားတဲ့အချိန်မှာကိုကခေါင်းပေါ်သွားလို့ရတယ်ဒါလည်းငါကိုယ်တိုင်လုပ်ခဲ့လို့မလို့ငါကိုယ်တိုင်ဒီဒါကလည်းဆိုဆရာကောင်းတမကောင်းတယောက်ကနေပြီးတော့ဒါမျိုး motivation ဒါမှမဟုတ်ဆိုဒီအကြံဉာဏ်တကယ်အကြံဉာဏ်ကောင်းပေးခဲ့လို့မလို့အော်ဟုတ်ပါလားပေါ့နော်6လဆိုတဲ့အချိန်တိုင်းဒါတကယ်တမ်းဘာမှမဟုတ်ဘူးကွာနော်ဒါပေမဲ့အဲ့6လလောက်ကိုကိုကအားကုန်ခွန်ဆိုင်ကွာအပျော်ပါဆိုတာကြိုက်တဲ့ချိန်လုပ်လို့ရတယ်နော်အဲ့6လလောက်ပဲအားကုန်ခွန်ဆိုင်အင်္ဂလိပ်စာ communication ပြီးရင်တဘောကခုနပြောငါတို့ MME knowledge တွေပြီးရင်ငါတို့တော့ trend တစ်ခုဖြစ်တဲ့ဒီဘင်ပေါ့နော်ငါဆိုရင်စာလုံးကိုသွားတော့ငါမှာ option 3ခုရှိတယ်ပထမတစ်ခုကကြာ MME engineer coordinator ပြီးရင် MME project manager project engineer ပေါ့နော် project engineer coordinator ဘာပဲဖြစ်ဖြစ်နောက်တစ်ခုကကြာ ACMV project engineer designer ပြီးရင်ဒီထားပါတော့ဟို ACME free နဲ့ပတ်သက်ပြီး doctor ဖြစ်ပါဖြစ်ပေါ့နော်နောက်တစ်ခုကကြာဒီ BIM modeler BIM modeler ပြီးရင် BIM coordinator ပေါ့နော်အဲ့သုံးခုလုံးငါ့ကိုတစ်ခုချန့်ငါသုံးခုလုံးငါကောင်းကောင်းလုပ်နိုင်တယ်ဘာကြောင့်လဲဆိုတော့တိတိကျကျကိုပြင်ဆင်ခဲ့အဲ့သုံးခုအဲ့တော့ကိုအလုပ်ညံ့လျှောက်တဲ့ကိုအလုပ်လျှောက်တဲ့အချိန်မှာအဲ့သုံးခုလုံးကိုလျှောက်ပြီးတချို့ဆိုရင်ကွာလုံနိုင်တာတစ်ခုပဲဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါလျှောက်တာရအများကြီးပဲကွာဒါပေမဲ့တကယ်လုံနိုင်တာဆိုရင်ငါတို့လို့ပေါ့တကယ်လုံနိုင်တာငါဆိုရင်လည်းအဲ့တော့အဲ့လိုပဲဖြစ်လာတာပဲဟုတ်တယ်ဒါပေမဲ့ငါတို့လည်းလျှောက်တာပါပဲလျှောက်တာဒါပေမဲ့ကိုယ့်ရဲ့ target ကဒီ position ပေါ့ position ဆိုတဲ့ဒီ fee ပေါ့နော်အဲ့ fee သုံးခုအဲ့ fee သုံးခုတွေကြိုက်တယ်လားဒါပေမဲ့ကံကောင်းကျွန်တော်ကြာငါရဲ့ strong ကအဖြစ်ဆုံး ACMV နဲ့ပြီးရင် bin နဲ့နှစ်ခုပေါင်းပြီးတော့အလုပ်ရခဲ့တယ်အလုပ်ရတယ်ပေါ့တော့ဒါပေမဲ့ MME fee တွေကိုရောက်သွားမယ်ဆိုလဲကို့အနေနဲ့တကယ်လောက်လာတဲ့အတွက်ဒီခုနပြောငါတို့ SGK တို့ဆရာတို့ဘာတို့ကနေပြီးတော့သင်ခဲ့တဲ့ knowledge တွေတိတိကျကျလောက်လာတဲ့အတွက်အဲ့တော့ဆိုရင်ငါမလာခင်မှာငါဒီဟောပေါ့နော် pilot project ပုံစံမျိုးတွေငါကိုယ့်အကို project တွေရှောက်ဆွဲပြီးတော့ဒီ Facebook မှာဘာညာဟိုတင်နေဆိုတချို့လူတွေဆိုငါ့ကိုစာလုံးရောက်ပြီလို့အောင်ထင်နေတာ။ဘာကြောင့်လဲဆိုတော့ငါလုပ်တဲ့ဟာတွေကတကယ်ဟိုထားပါ project ပုံစံမျိုးတွေဖြစ်နေတဲ့အတွက်ကြောင့်ပြောချင်တာဘာလို့ဆိုတော့အဲ့တော့နေရောညာကို practice လုပ်နေနေရောညာကို practice လုပ်တယ်ပြီးရင်စာရေးဖတ်တယ်ပြီးရင်ငါတို့ဒီ code တွေကိုအဲ့စာလုံးမရောက်ခင်တည်းကဒါတွေလုပ်လာခဲ့တယ်နော်ဟိုပြောချင်တဲ့အဓိကဘာလဲဆိုတော့ကိုသွားမယ်ဆိုရင်ရည်ရွယ်ထားဆိုရင်ဘယ်ဖြစ်ကိုကအာတန်ဆုံးလဲတကယ်လို့ဟိုကို့မှာရွေးချယ်စရာများနေပြီဆိုရင်တော့မှတစ်ခုမဟုတ်နှစ်ခုပေါ့နော်နှစ်ခုလောက်တော့ကိုကဟိုအာယုံစိုက်ပြီးတော့အဲ့ဒါကိုတည်တည်ချာချာလုပ်လာခဲ့6လတစ်နှစ်ဆိုတဲ့အချိန်တိုင်းဒါကို investment လုပ်မယ်ဆိုရင်တကယ်တမ်းဘာမှမဟုတ်ဘူးပေါ့ဒါပေမဲ့အပြောင်းလဲတစ်ခုကြီးကိုကိုပေးလိုက်နိုင်တယ်ပေါ့နော်ဘဝအပြောင်းလဲတစ်ခုကြီးအဲ့တော့ကို့မှာလာအဲ့လိုမျိုးဟိုဒီဟိုဟာရှိရယ်ကိုကိုလုပ်ချင်တဲ့အကြောင်းအရာတစ်ခုကိုသိရဆိုရင်လုပ်ခဲ့ရဆိုရင်စာလုံးကိုသွားတယ်ဆိုရင်ကိုကခေါင်းပေါ်ပြီးလဲသွားလို့ရမယ်ပြီးရင်ကြရင်အလုပ်ကန်ခွန်နဲ့ပို့ပြီးတော့များမယ်ပေါ့နော်ဒါကတော့ခုနပြောတယ်ငါစာလုံးကိုသွားကျင်တဲ့လူတွေအတွက်ဒီဟိုပါပေါ့နော်အကြံဉာဏ်ပေးရပါတော့ဟိုနောက်တစ်ခုကတော့ဒါကတော့ခုနငါတို့ပြောပြီးတော့ပါပြီဘာသာစကားပေါ့နော်တချို့ရေးကြလေအဲ့ဘာသာစကားကအာကြားရဲစာလုံးကလောက်ကြီးမဟုတ်ဘူးပြောနိုင်အောင်ဆိုနိုင်အောင်လောက်ပဲဆိုရင်ရပြီဆိုဒါပေမဲ့အဲ့လိုမျိုးဟိုပါပေါ့နော် lightly ပေါ့နော်ပေါ့ပါပါပေါ့ဆန်ဆန်မတွေးစေချင်ဘူးဘာဖြစ်လို့လဲဆိုတော့ငါဘဝမှာဆိုရင်ငါဒီအခုစာလုံးမှာဒီဒူဘိုင်းမှာရောက်လာဆိုရင်တော့မှအလုံး knowledge က40%အင်္ဂလိပ်စာ60%communication 60%communicate လုပ်နိုင်ခဲ့လို့ဒီအလုပ်ကိုရောက်လာပြီးတော့ကျန်တဲ့ learning လုပ်တာအလုပ်မှာသင်ရင်းလုပ်ရင်းနဲ့လုပ်သွားဒါပေမဲ့ communication ကဘယ်လောက်ထိအရေးပါလဲဆိုတာမျိုးကိုငါပြောပြချင်တယ်အဲ့တော့ဒီငါ career step မှာပေါ့ဒီဟိုမှာ career ladder မှာငါတက်သွားချိန်မှာ communication ကပထမဆုံးအဓိကပဲနော်ဒါ knowledge ကဟုတ်တယ် knowledge ကအဓိကဆိုပေမဲ့ဒါပေမဲ့ communication မရဘူးဆိုရင်ကိုသိထားတဲ့ knowledge ကိုကဘယ်လို convey message ဘယ်လိုလုပ်မလဲပေါ့နော်အဲ့တော့ကြောင့်အနှစ်ချုပ်ပြောရမယ်ဆိုရင်ပထမဆုံးစဉ်းစားမှာစာလုံးသွားမယ်ဆိုရင်ကိုဘာလုပ်မှာလဲဘာဖြစ်ချင်တာလဲဘယ်လမ်းကြောင်းကိုပဲဖိတဲ့ဝင်ချင်တာလဲအဲ့ဒါပထမဆုံးအဓိကနံပါတ်1နောက်ထပ်တစ်ခုကကြာ communication ကိုလည်းတခြားကောင်းကောင်းလုပ်ခဲ့ပေါ့နော်လုံးဝလမ်းပြန်နေအောင်မလုပ်ဘူးဆိုရင်တောင်မှ intermediate level လောက်ထိတော့လုပ်ခဲ့တဲ့ ਨੇ ကွာသဘောကငါတို့ CEFR မှာဆိုရင် A1 A2 A1 ပြီးရင် B2 B1 ပြီးရင် C1 C2 ပေါ့နော်အဲ့တော့အနည်းဆုံးတော့ဒီ2လောက်ထိတော့လုပ်တဲ့ ਨੇ
B1 ဆိုရင်လည်းမဆိုသေးဘူးဒါပေမဲ့ intermediate B2 အထိရမယ်ဆိုရင်စာလုံးမှာအေးအေးဆေးဆေးလုပ်လို့ကန်လို့ရတယ်အဲ့တော့ communication နဲ့ knowledge နဲ့ပြီးရင်ကိုယ့်ရဲ့တွားခြင်းတဲ့ရွေးချက်ကိုသိရဆိုရင်စာလုံးကိုတွားဖို့အတွက်ဘာမှ worry မရှိဘဲနဲ့တွားလို့ရတယ်ပေါ့နော်ဒါကတော့ငါရဲ့ advice ပဲเนาะဟုတ်တယ်အဲ့ဒီအဓိကခုနပြောတဲ့ဟာမျိုးပေါ့တွေးအတိအမားတွေကအစင်မอืมပြေဘူးမို့တချို့တွေလည်းဘာသာစကားကောင်းကောင်းမကျွမ်းမဲနဲ့လည်းရောက်လာကြတယ်10 စုနှစ်တိုင်အောင်နေတယ်အစင်တော့ပြေနေတာပဲဒါอืมပေမဲ့လို့အဲ့ဒါတွေကပြောရရင်အစင်ပြေုံပဲရှိတာလေလုံးဝဖြစ်တင်နေတဲ့ဟာမျိုးမဟုတ်ဆိုဟုတ်တော့တယ်ဟုတ်တယ်နေ့တတူကဒါမျိုးလက်ပတ်နေဖို့အစင်ပြေုံပဲရှိတာကိုကဆိုလို့အဲ့ environment လေးအစင်ပြေနေတဲ့ပတ်ဝန်းကျင်လေးကနေတခြားအလုပ်ကိုများပြောင်းခဲ့ရသည်ရှိတော့ဆိုအဲ့မှာသွားပြီးစပြီးဒုက္ခရောက်ဟုတ်တယ်ဆိုတော့အဲ့ဒါကြီးကတကယ်တမ်းလမ်းကြောင်းအမှန်ကြီးမဟုတ်ဘူးစင်ကာပူတွေကဒီလိုပါပဲကွာဆိုတဲ့ဟာမျိုးသွားမထင်နဲ့စင်ကာပူရီယန်တွေထဲမှာလည်း English ကိုစောင်းရင်ကျွတ်တဲ့လူတွေအများကြီးတို့လူတွေထဲအများကြီးမှာဆိုလည်းတကယ် meeting တွေတကယ်ရောက်သွားတဲ့အချိန်မှာဒါတွေကနားလဲတာ စာ meeting ရောက်လုံးသွားတဲ့အချိန်မှာကိုကအဲ့လိုကြီးပြောရမှာကိုရှက်လာတာလေဆိုတော့ อืม Singlish ကြီးနဲ့တော့ပြောလို့မရဘူးစာอืมလုံးတွေကတကယ်အဖြူကောင်နေနဲ့တို့ meeting ထဲမှာဆိုအဖြူကောင်နေနဲ့သူတို့ငါဆိုဟိုတော့ပြေးဘူးတဲ့ဗာလဲဒီ table talk တွေတွားတယ်သူတို့တွေနဲ့ training တွေတူတူတော့ပြေးတယ်ဆိုလေအဲ့မှာစာလုံးကြောင်းပြီးတဲ့လူပဲနေနေအကြီးနေတဲ့ယာလူကြီးလူတွေပဲနေနေသူတို့တွေကမျိုးမျိုးပြောလို့ရတယ်တို့တွေနဲ့တွေ့တဲ့အချိန်မှာတို့လိုမျိုး foreigner တိတ်ပြီးတော့ဟိုပြောရရင်ဟို English တိတ်မကောင်းတဲ့တွေနဲ့ပြောသူတို့တမျိုးပြောတယ်ဟုတ်တယ်တကယ်ကောင်းတဲ့လူတွေနဲ့ဆိုတကယ်ပြောတာဆိုတော့ဟုတ်တယ်သူတို့တွေရဲ့အရေးချင်းကိုသွားပြီးဟောဖြစ်လို့မရဟုတ်တယ်အခုနောက်ပိုင်းစင်ကူကလေးတွေလည်းစတအားပဲဟိုသူတို့ပြောနေတဲ့အချိန်တာသူတို့က Singlish လို့ပြောတယ်လားတွေပါထည့်ပြောပြီးမယ်လို့သူတို့ရဲ့ဟိုပြောရရင်ဟို English level ကအမြင့်ကြီးရှိတယ်ဟုတ်တယ်အဲဒါကြောင့်ကိုရီးယားအဲ့လောက်လေးနဲ့တွားပြီးတွက်လို့စင်ကာပူကအဲ့လောက်ဒီမဟုတ်ပါဘူးကွာတွက်လို့မရမရအောင်မရအောင် အဲ့လိုမျိုးပေါ့နော်อืม Asian နိုင်ငံထဲမှာစင်ကာပူကနံပါတ်1ဒုတိယလိုက်တာဖိလစ်ပင်ပေါ့နော်ဖိလစ်ပင်တို့သူတို့လည်း English က office language ပြီးရင်တတိယလိုက်တာငါတို့ဟိုပါပေါ့Indian ပေါ့နော် Indian အနေနဲ့သူတို့ရဲ့ office language ကEnglish ပဲပေါ့နော်စင်ကာပူရဲ့နေကသူတို့ကအာသူတို့ရဲ့ပုံစံကိုကသူကအမျိုးမျိုးပြောင်းလို့ရတယ်မင်းပြောသလိုပဲငါတို့ပြောတဲ့ချိန်သူတို့ရဲ့လူအချင်းချင်းပြောတဲ့ချိန်မှာသူတို့ကလုံးဝ Singlish ပဲပြီးရင်လုံးဝဟို Chinese Singlish ပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့တကယ်ဒီဟိုပါပေါ့နော်ဒီ business meeting ဒါမှမဟုတ်ဘူးဆိုရင်တကယ်ပွဲကြီးလမ်းကြီးတွေမှာပြောမယ်ဆိုရင်ကြာရင်လုံးဝသူတို့ရဲ့ဟိုဟာဟိုဟာဒီ English ဘာသာစကားတကယ် standard ပုံစံမျိုးဖြစ်သွားတယ်။ဘာဖြစ်လို့ငါသိရလဲဆိုတော့ငါလုပ်ခဲ့တဲ့ပတ်ဝန်းကျင်ကဒီ architect firm ပေါ့နော် architect firm ပေါ်မှာတကယ်ဒီစာလုံးမှာနံပါတ်1အဲ့တော့ပတ်ဝန်းကျင်ကိုငါ observation အနေနဲ့ငါကြည့်တဲ့အချိန်မှာလူ10ယောက်ရှိမယ်ဆိုရင်ဟိုလောက်က9ယောက်လောက်က Singlish လို့လုံးလုံးပြောတယ်နောက်ထပ်9ယောက်လောက်ကSinglish လို့မပြောဘူးသူတို့ချင်းချင်းပြောမယ်ဆိုတော့ English လို့ပြောပေါ့ဒါပေမဲ့ Singlish လို့ပြောတဲ့လူတွေကလည်းတကယ်အဖြူကောင်းနေငါတို့ဒီ meeting တွေပါတယ်ငါတို့အဲ့တုန်းက Dubai project တွေရှိတယ်ကာတာ project တွေရှိတယ်သူတို့တွေနဲ့ငါတို့ meeting မှာပြောတဲ့ချိန်ကြတယ်တကယ်မှ standard English ကိုပဲသုံးတာဘာမှလားတွေလည်းမပေါ့ဘာမှလည်းမပေါ့အဲ့တော့တကယ်ကြစင်ကာပူကိုသွားပြီးတော့ရောပြီးတော့ဟိုပြောဟိုတွက်လို့မရဘူးဟာသူတို့ကဒီလိုပဲပြောတာပါကွာသူတို့ဘာသာစကားပါဖြစ်တယ်ညာဖြစ်တယ်သူတို့ကပြောရမယ်ဆိုရင်သူဒီဟိုပေါ့နော် to ease the communication ပေါ့နော်ပြောရမယ်ဆိုရင်ဒီဟို communication ကိုဟိုအဆင်ပြေအောင်လို့သူတို့ကဒီသူတို့ရဲ့တုံးကိုချိန်လိုက်တာပဲရှိတယ်ဒါပေမဲ့သူတို့မှရည်ချင်းရှိပြီးသားတကယ်တမ်းဆိုရင်ရှိပြီးသားဟုတ်တချို့ကြအဲ့လိုmeeting တွေမှာအဲ့ဆိုရင်အင်းကိုရီဆိုဟိုတချို့ meeting တွေမှာဆိုကိုရီဆို dictionary လိုက်ခေါက်နေဖို့ပဲစဉ်းစားတာတချို့စကားလုံးတွေဆိုသူတို့ကအဲ့အကြောင်းလေ level သူတို့ထက် level မြင့်တဲ့လူပဲနေသူတို့ထက်တကယ်သူတို့သုံးဖို့လိုလာပြီဆိုရင် email မှာစကားလုံးတွေကအဲ့လိုမျိုးတွေဟိုတကယ်အမှန်ကန်အစမ်းတွေတုံးလာဟုတ်တယ်အဲ့လိုနဲ့ဟုတ်တယ်သူတို့ကဘယ် level ရှိလဲဆိုတာသူတို့ကဖော်ပြတယ်ဟုတ်တယ်အဲ့အဟုတ်တယ်ဆင့်တွေဒီဆိုပြောရရင်ကိုရီးယားဒီလောက်နဲ့ပဲရလာတယ်ကွာဆိုတော့စိတ်မျိုးရှိတိုင်းအဲ့လိုချိန်မျိုးမှာကွမ်းရောအဲ့လိုဟုတ်တယ်မျိုးတွေပေါ့အဲကြောင့်အဲ့ဒါကတော့ဂျူဆာအမားကြီးပေါ့နော်အဲ့လိုမျိုးပြောချင်တာပေါ့ကမ္ဘာမှာဆိုရင်ကငါတို့ number one non-native speaking country ဆိုရင်နယ်သာလန်အင်္ဂလိပ်ဘာသာစကားမှာအတော်ဆုံးအကောင်းဆုံးပေါ့နော်ထင်တယ်စင်ကာပူကဒုတိယတော့လိုက်မယ်ထင်တယ်ငါအရင်တော့ငါ research လုပ်ဖို့ပဲပေါ့နော်ဟိုဟုတ်တယ်ပြောချင်တာပါလဲဆိုစင်ကာပူရဲ့နေတချို့ဆိုရင်သူတို့သုံးတဲ့စကားလုံးတွေက native တွေတောင်မသုံးဘူးဒါပေမဲ့သူတို့သုံးတဲ့စကားလုံးတွေက C2 level မှာရှိတယ်ငါတို့ဆိုရင်လုံးဝမသိတဲ့စကားလုံးတွေအများကြီးပါတခါလေဆိုရင်အဲ့လိုမျိုးပြန်ရှာရမှာပေါ့နော် ဟိုသူတို့ရဲ့ပညာရေးရှင်းကငယ်ငယ်နဲ့က train လာတယ်ဟိုပြီးရင်နောက်ထပ်တစ်ခုကကျောင်းကောင်းကောင်းမှာတဘောအန်ဒီယူတို့အန်ယူအက်ဆင်းနေဆိုရင်သူတို့ဆိုပို့ပြီးတော့အဲ့အင်္ဂလိပ်စာပို့ကောင်းတယ်ပေါ့နော်အဲ့တော့ငါတို့ဆိုလဲစရောက်ချင်းတော့ဟိုထင်တာစင်ကာပူနဲ့ဒီလိုပါပဲကွာဆိုပြီးထင်ဒါပေမဲ့တကယ်
educated level ဟိုပါပေါ့နော်ဒီပတ်ဝန်းကျင်ကိုရောက်လာတဲ့အချိန်မှာအော်စာလုံးတွေက short တော့လို့မရပါလားဆိုတော့သိသွားတာတကယ်ကိုကောင်းတယ်သူတို့ရဲ့အင်္ဂလိပ်စာအဲ့တော့ဘာပဲဖြစ်ဖြစ်ပေါ့နော်ခုနပြောလို့ငါတို့ဒီနေ့အမ်စာလုံးအကြောင်းဟိုမီတင်ကိုခြုံငုံပြီးပြောမယ်ဆိုရင်တော့ဟိုပြောချင်တာစာလုံးကိုသွားတဲ့လူတွေအနေနဲ့ communication ကိုကောင်းကောင်းလုပ်ထားတဲ့နဲ့ပြီးရင်ကိုယ့်ရဲ့career path ပေါ့နော်ဘယ်လမ်းကြောင်းကိုရွေးမှာလဲဆိုတာမျိုးကိုတည်တည်ချာချာသိထားဖို့လိုပဲပေါ့နော်အဲ့ဒါမျိုးမသိဘူးဆိုရင်ဝေဒီဝါတာနဲ့ဟိုဘာလို့လောအောင်မသိဘူးပြီးရင်ရတဲ့အလုပ်ကိုဝင်လုပ်တယ်ဆိုရင်အဲ့ရတဲ့အလုပ်မှာတောင်းတင်းသွားမယ်ဆိုရင်တစ်နှစ်နှစ်နှစ်ဘာညာနဲ့ဆိုပြီးတောင်းတင်းသွားပြီဆိုရင်တခြားနေရာကိုပြောင်းမယ်ဆိုရင်အခက်အခဲတွေကပိုပြီးရှိလာမယ်ပေါ့နော်ဒါပေမဲ့လို့လည်းအချို့ကြလည်းကိုယ့်အခြေအနေပေါ်မှာမူတည်ရပါတော့အဲ့လိုမျိုးရတဲ့အလုပ်ကိုဝင်တော့ခဏလုပ်လိုက်လုပ်ပြီးကြကြမှာပြီးမှဟိုဘာပဲဖြစ်ဖြစ်ကိုကပြန်ပြီးကြိုးစားပေါ့နော်ကြိုးစားပြီးတော့တခြားနေရာကိုပြောင်းပေါ့နော်အဲ့တော့ဟိုလာမဲ့လူတွေနဲ့ဆိုရင်တော့သွားမဲ့လူတွေပေါ့နော်ငါကြတခြားနိုင်ငံရောက်နေဆိုလာတဲ့စကားလုံးကိုသုံးလို့မရတော့ဘူးပေါ့နော်သွားမဲ့လူတွေအနေနဲ့ဆိုရင်တော့ဘာသာစကားနဲ့ knowledge ပေါ့နော်ငါတို့အကြောင်းကသင်ခဲ့တဲ့ပညာရေးချင်းကတကယ်တမ်းဆိုရင်ဟိုလက်မှတ်တစ်ခုလောက်ပဲပေါ့နော်ဒါပေမဲ့ theory ကတော့ရှိတာပေါ့နော် theory ကတော့ခေါင်းထဲမှာရှိရဲငါတို့ဒီဆောင်းဝတ်ဖြစ်ခဲ့တဲ့အားရှိပေါ့ဒါပေမဲ့တကယ်လက်တွေ့ practical ဖြစ်ဖို့အတွက်ကသင်တန်းကတော့ထပ်ပြီးတော့တက်ရတာပဲပေါ့နော်ဘယ်သူမဆိုဟိုအင်္ဂလိပ်စာ IELTS ရဲ့တောင်မှငါတို့ဟို English စာဒီ engineering အကြောင်းမှာဒီ subject တစ်ခုအနေနဲ့ဖြေခဲ့ပေမဲ့ပြန်အပြင်လောကရောက်တော့အင်္ဂလိပ်စာသင်တန်းလည်းတက်ရတာပဲ IELTS လည်းတက်ရတာပဲပေါ့နော်တကယ်တမ်းအကြောင်းမှာငါတို့လောက်ခဲ့ရဆိုရင်တော့မှကောင်းကောင်းလောက်ခဲ့ရဆိုတော့မှဟိုပြန်တက်ဆရာမလို့ပေါ့နော်ဒါပေမဲ့ပြောချင်တာဘယ်သူပဲဖြစ်ဒီအငယ်တွေပေါ့နော် engineer ငယ်တွေစာလုံးကိုသွားမယ်ဆိုရင် communication လေးကိုတော့နည်းနည်းလေးအားစိုက်လုပ်စေချင်တယ်လို့ငါအားလုံးကတော့ပြောချင်တယ်ညတဲ့ communication ဆိုတော့ language မှာ English อืมပြီးရင် Chinese ဟုတ်တယ် Chinese ဆိုခုနောက်ပိုင်းမဖြစ်မနေကိုလောက်လာတဲ့ထဲမှာပါနော်ကိုကတက်နိုင်တယ်ဆိုရင်ပေါ့အေးပေါ့ဟုတ်ပါအဲ့တော့တကယ်လို့သိချင်တဲ့မေးခွန်းတွေပါရှိရဆိုရင်လည်းဒီဗီဒီယိုက YouTube မှာကျွန်တော်တို့တင်တဲ့ဗီဒီယိုဖြစ်တဲ့အတွက်အောက်မှာ comment လေးပါ comment တွေပါတယ်ပေးခဲ့လို့ရတယ်တကယ်လို့ဘာသိချင်တယ်ပေါ့နော်စာလုံးကြောင်းသိချင်တာပဲဖြစ်ဖြစ်ဒူဘိုင်းကြောင်းသိချင်တာပဲဖြစ်ဖြစ်ပြီးရင်ကျွန်တော်free BIN ပေါ့နော် bidding information free ပဲဖြစ်ဖြစ်ပြီးရင်အခု main solo ဆိုတော့သူက air fee ပေါ့နော်air fee ဒီ airport နဲ့ပတ်သက်တဲ့ fee အဲ့ဒါနဲ့ပတ်သက်တဲ့ position တို့သဘောကဘာပဲဖြစ်ဖြစ်သိချင်တာရှိရဆိုရင်လည်းဒီ comment မှာဒီ video ရဲ့ comment မှာရေးပေးခဲ့လို့ရတယ်ဆိုတဲ့အကြောင်းကိုအားလုံးကိုအတည်ပြုလို့ရတယ်ပေါ့နော်ပါထက်ပြီးတော့ပြောချင်တယ်လေငါတို့ meeting မပြီးခင်မပြောတော့ဘူးနောက်ကျမှကျွန်တော်တို့ဒူဘိုင်းအကြောင်းတကယ်ချင်းနှစ်ယောက်မေးဖြေလေးတွေလည်းထပ်ပြီးတော့ရှိမယ်အဲကြမှာလိုရာလေးလည်းမေးထားလို့တခြားဗာတိုက်တယ်လေးနဲ့တီးချင်လဲနားထောင်ချင်လဲဆိုတာလည်းပြောထားပြီးလို့ရတယ်ဗျာအဲ့ပါအဲ့ဆိုတော့ကျွန်တော်တို့ဒီနေ့ meeting လေးကတော့ဒီလောက်ပါပဲပေါ့နော်ဒူဘိုင်းအကြောင်းကျွန်တော်တို့အမေးဖြေလုပ်ထားတဲ့ဟာလေးကိုလည်းထပ်ပြီးတော့ကျွန်တော်တို့တင်ပေးပါမယ်ပေါ့နော်ကျွန်တော် channel ကိုလည်း subscribe မလုပ်ရသေးဘူးဆိုလည်း subscribe လုပ်ထားလို့ရပါတယ်ဒီကျွန်တော်များသောအားဖြင့်ကျွန်တော်ကဒီ channel လေးကဘာကိုကျွန်တော်တို့ focus ထားလဲဆိုရင်ဒီဒူဘိုင်းအကြောင်းနဲ့ပြီးရင် overseas မှာဒီဘာတွေရှောင်ရံနေပေါ့နော်ပြီးရင်ဘာတွေတည်တင်လဲလောက်ကန်အကြောင်းတွေပေါ့နော်အဲ့အမျိုးလေးကျွန်တော်knowledge share များပါတယ်တခါလေကြာတဲ့ချို့ video လေးတွေကျွန်တော်ဟိုပေါ့နော် casual video လေးတွေ daily video လေးတွေလည်းတင်တာရှိရပေါ့နော်အဲ့တကယ်လို့ subscribe လုပ်ထားသေးဘူးဆိုရင် subscribe လုပ်ထားလို့ရတယ်ဆိုတဲ့အကြောင်းကိုအားလုံးကိုဒီပေးနေကျွန်တော်တို့ဒီနေ့ meeting လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နော် bye bye အဲ့ကျေးဇူးတင်ပါတယ်ဗျာ bye bye